ဝိပဿနာရှုွယ်တော40အပိုင်း9ဝိပဿနာတရားကိုကျင့်ကြံအထောက်လိုကြတဲ့သူတော်စင်ယောဂီပုဂ္ဂိုလ်တိုင်းဘယ်လိုအထောက်ရမယ်ဆိုတဲ့ဤစနစ်တွေကိုသိရှိနားလည်ထားတဲ့နဲ့ဘယ်လို့စနစ်တကျလုံးမအောင်မြင်ပြည့်စုံနိုင်စနစ်မကျဘူးဆိုလို့ရှိရင်အောင်မြင်ပြည့်စုံနိုင်မှုမရှိဘူးဒါကြောင့်မို့ကမ္မထာလုံးအထုတ်တယ်ဆိုတဲ့အခါမှာလဲကမ္မထာဘာဝနာအထုတ်ပုံအထုတ်နည်းကိုသင်ယူကြရမှတ်သားကြရအဲ့လိုမှတ်သားသင်ယူပြီးတဲ့နောက်မှာလုပ်ငန်းသဘောအရာလက်တွေ့ကျင့်သုံးကြရတာဖြစ်တယ်ပေါ့ထို့သောလက်တွေ့ကျင့်သုံးတဲ့အခါမှာတဏှာပါလာတဲ့ကိလေသာတွေရဲ့ဒုတွေကအမတန်ကြီးမားသည့်အတွက်ကြောင့်တခဏတွင်အောင်မြင်ဖို့ဆိုတာဟာလူတော်တော်များများဖို့မဖြစ်နိုင်ဘူးဒါကြောင့်မို့ဆွဲရှိလုပ်ရမယ့်ကိစ္စမျိုးပဲဖြစ်တယ်မြတ်စွာဘုရားရဲ့အဆုံးအမတော်ဟာ mind center teaching လို့ဆိုတဲ့အတိုင်းစိတ်ကိုဗဟိုထားပြီးတော့ဆုံးမသွန်သင်မှုဖြစ်တာဖြစ်လို့မိမိတို့ရဲ့စိတ်ဓာတ်အနေအထားကိုသိရှိအောင်အမြဲတမ်းကဲခတ်ရအကဲခတ်ပြီးတဲ့အခါကျတော့မှမိမိတို့စိတ်အခြေအနေရကမ္မထာအာယုန်တစ်ခုခုနဲ့အခြေတည်ပြီးတော့ဝိပဿနာကျင့်စဉ်ဆိုတာကိုကျင့်ကြရတယ်မဟာသတိပဋ္ဌာန်သုတ်မှာတခြားသုတ်တွေမှာရောညွှန်ကြားထားတဲ့အတိုင်းပဲအဓိကစိတ်ရဲ့အညစ်အကြေးတွေကဘယ်သူတွေလဲလို့ဆိုရင်နိဝရဏလို့ခေါ်တဲ့သဘာဝတရားတွေပဲအာယုန်နဲ့တွေ့လာလို့ရှိရင်ဥဆောင်ပြီးတော့ဖြစ်ပေါ်လာတဲ့နိဝရဏတရားကကာမိသန္တာနဲ့ပြာပါဒတို့သာဖြစ်တယ်ကာမိသန္တာဆိုတာမျက်စိနန္ဒလျာကိုယ်လို့ဆိုတဲ့ဓဝါရ၅ပေါက်ဓဝါရ၅ဝါကနေပြီးတော့ဝင်ရောက်လာတဲ့အဆင်းအတန်အနံ့အရသာအထိတွေးဆိုတဲ့ဒီအာယုန်ဒီပေါ်မှာကောင်းမြတ်တဲ့အာယုန်နှစ်သက်စရာကောင်းတဲ့အာယုန်မျိုးဆိုလို့ရှိရင်ထိုအာယုန်မျိုးကိုထပ်မံရရှိခြင်းနဲ့ဆန္ဒရရှိပြီးတဲ့အာယုန်ပေါ်မှာတွေ့တာနေတဲ့သိမ့်ပိုက်တတ်တဲ့တဏှာအဲ့ဒီတဘာဝတရားတွေကိုကာမိသန္တာတရားကိုအားဖြင့်တော့လောဘကိုပြောတာပါပဲလောဘလို့ပဲခေါ်ရာဂလို့ပဲခေါ်တဏှာလို့ပဲခေါ်သူ့ရဲ့အသွင်တရံအရအမည်နာမစကားလုံးတွေပြောင်းထားတော့လည်းပဲကာမိသန္တာရဲ့သဘာဝတရားလောဘပဲဖြစ်တယ်ကာမဆိုတာလိုချင်စရာအာယုန်တွေကိုဒီနေရာမှာကာမလို့ခေါ်တယ်အဲ့ဒီလိုချင်စရာအာယုန်တွေပေါ်မှာလိုချင်မှုစိတ်ဆန္ဒဖြစ်ပေါ်လာတာဟာကာမိဆန္ဒပဲတရားကိုကောင်းတဲ့အခါကျတော့လောဘပဲအဲ့ဒါဟာအသိဉာဏ်တွေကိုအားပြော့သွားစေပြီးတော့စိတ်ဓာတ်ကိုလွှမ်းမိုးချုပ်ကင်ထားသဖြင့်ကုသိုလ်တွေဖြစ်ခွင့်မရတော့အောင်လူတွေရဲ့အသိစိတ်တွေမှာကုသိုလ်တရားတွေဖြစ်ခွင့်မရအောင်ပိတ်ဆို့ပြီးတော့သွားတတ်တယ်ဒါကြောင့်မို့အဲ့ဒီတရားတွေကိုအပိတ်အဆို့နိဝရဏလို့ဒီလိုခေါ်တာပေါ့ရေမြောင်းတွေမှာဓာတ်တွေအမှိုက်တွေပိတ်နေလို့ရှိရင်ရေမစည်းတော့သလိုပဲလူတွေရဲ့စိတ်ထဲမှာကာမိသန္တာတွေလွှမ်းမိုးလာလို့ရှိရင်စိတ်တွေဟာ block ဖြစ်သွားတယ်ဖြစ်သွားပြီးတော့ပိတ်ဆို့နေသည့်အတွက်ကြောင့်ကုသိုလ်စိတ်တွေစီးဝင်နိုင်ခြင်းဖြစ်ပေါ်လာခြင်းမရှိဘူး
ကုသိုလ်စိတ်တွေမဖြစ်ရုံနဲ့မကဘူးတတိတွေလည်းအားပြော့သွားတယ်ပညာတွေလည်းအားပြော့သွားတယ်လို့ဒီလိုဆိုတာပေါ့ဒါကြောင့်မို့လို့မိမိတို့စိတ်ကိုအစဉ်ထာဝရတတိထားနေဖို့ကဘာလဲငါစိတ်ထဲမှာကာမိဆန္ဒလို့ခေါ်တယ်ကာမဂုဏ်အာယုန်နဲ့တွေ့လာလို့ရှိရင်လိုချင်တတ်မဲ့ပြီးသိမ့်ပိုက်ထားလို့တဲ့ဆန္ဒတွေရှိသလားရချင်တဲ့ဆန္ဒတွေငါတဏ္ဍာမှာရှိနေသလားရှိနေရင်ဘာကြောင့်ရှိနေရသလဲမရှိရင်ဘာကြောင့်မရှိတာလဲဘာနဲ့မရှိအောင်လုပ်ရမှာလဲဆိုတဲ့ဒီနိလန်းတွေကိုသိရှိအောင်မိမိစိတ်ကိုcheck in လုပ်ကြရမှာဖြစ်တယ်လူတွေကမှန်လေးကိုကြည့်ပြီးတော့ကိုယ့်မျက်နှာကိုတော့ကို check in လုပ်ကြတယ်ဟောနော်မျက်နှာကိုကြည့်ပြီးတော့လှမလှအစဉ်ပြေမပြေဒီလိုကြည့်တတ်ကြပေမဲ့လို့မိမိရဲ့စိတ်ကိုတော့ဆင်ញင်သုံးသပ်မှုဟာအားနည်းနေကြတယ်ဒါကြောင့်မို့လို့ရုပ်ခန္ဓာကိုယ်ကြီးကိုဆင်ញင်သုံးသပ်ပြီးတော့မှန်ထဲမှာကြည့်တယ်လို့မိမိရဲ့စိတ်အခြေအနေကိုလည်းပဲဉာဏ်နဲ့ကြည့်ပြီးတော့ဆင်ញင်သုံးသပ်ဖို့လိုအပ်တယ်အဲ့ဒီလိုဆင်ញင်သုံးသပ်ကြည့်မှမိမိစိတ်အခြေအနေဆိုသိလာနိုင်မှသာလဲအဲ့နဲ့ကိုယ်တဏ္ဍာမှာဘယ်ကမ္မထာအာထုတ်မှတင့်လျော်မယ်ဆိုတာလဲရွေးချယ်မှုတွေကိုပြုနိုင်မှာဖြစ်တယ်ပေါ့လောကလူတွေဟာလောဘမကင်းဘူးဆိုရင်လိုချင်တာရနေသမျှလောဘထိုရထားတဲ့အရာဝတ္ထုတစ်ခုဆုံးရှုံးသွားလို့ရှိရင်ဒေါမနတနဲ့ဒေါသဆိုတာဖြစ်လာတတ်တယ်ဟောအေးဒေါမနတဆိုတဲ့ခံစားချက်ဝင်လာရင်ဒေါသနဲ့တွဲဝင်လာတာဖြစ်တော့ကြောင့်နိဝရဏတရားတွေမှာဒေါသကိုဗျာပါဒလို့ဒီလိုဆိုတာဗျာပါဒဆိုတာစိတ်အခြေအနေတစ်ခုပျက်စီးသွားတယ်လို့ဒီလိုပြောတာအာယုန်ဒီပုံမှာလက်လွတ်ဆုံးရှုံးသွားရင်လည်းဗျာပါဒဖြစ်တယ်ကိုမမြင်ခြင်းမကြားခြင်းစတဲ့အာယုန်တွေကိုယ်တဏ္ဍာမှာရောက်ရှိလာပြီမြင်ရပြီကြားရပြီဆိုလို့ရှိရင်လည်းမမြင်ခြင်းဘူးမကြားခြင်းဘူးဆိုတာတွေနဲ့စိတ်အခြေအနေတစ်ခုဟာဒေါသဖြစ်လာတယ်ပေါ့မုန်းတီးလာတယ်အာယုံပေါ်မှာမုန်းတီးတာလဲဒေါသပဲလူကိုမုန်းပြီးစိတ်ဆိုးမှဒေါသမဟုတ်ဘူးအာယုံပေါ်မှာဆန့်ကျင်လာတဲ့သဘောဟာဒေါသပဲအဲ့ဒီဒေါသကိုပဲစိတ်ရဲ့ပျက်စီးနေမှုအကြောင်းပြုပြီးတော့ဗျာပါဒလို့ခေါ်တာအဲ့ဒီဗျာပါဒဆိုတဲ့တဘာဝတရားဟာလဲကုသိုလ်စိတ်တွေမဖြစ်အောင်ပညာတွေအားပြော့သွားအောင်ကောင်းမြတ်တဲ့တတိဤမရှိအောင်ပိတ်ဆို့ထားတတ်တယ်ဒါကြောင့်မို့သူ့ကိုလည်းနိဝရဏလို့ခေါ်ရတဲ့ဒီလိုဆိုတာပေါ့နော်နိဝရဏတွေကဒီနိဝရဏနှစ်ခုဟာအရေးကြီးတဲ့နိဝရဏနှစ်ခုဒါကြောင့်မို့မဟာသတိပဋ္ဌာန်သုတ်မှာတရားထုတ်ပြီးဆိုရင်ဒီနိဝရဏတရားနှစ်ခုကိုအဓိကထားပြီးတော့ဝိနည်းလောကေအဘိဇ္ဇာဒေါမနတံလောကေမိမိရှုမှတ်နေတဲ့ကာယဝေဒနာစိတ်ဓမ္မလို့ဆိုတဲ့လောကမှာအဘိဇ္ဇာဒေါမနတံအဘိဇ္ဇာဒေါမနတလို့ဆိုတဲ့နိဝရဏတရားကိုပါရဝိနည်းပယ်ဖြောက်၍ဝိပဿနာရှုတယ်ဆိုတာကာမိသန္တနိဝရဏနဲ့ဗျာပါဒနိဝရဏအဓိကထားတယ်သမထကျင့်စဉ်တစ်ခုကိုကျင့်ပြီဆိုရင်လည်းပဲဟောဒီနိဝရဏနှစ်ခုအဓိကထားပြီးဖယ်ရှားရတာပဲဖြစ်တယ်ပေါ့တမာရိစွမ်းအားနဲ့လည်းဖယ်ရှားလို့ရတယ်ပညာစွမ်းအားနဲ့လည်းဖယ်ရှားလို့ရတယ်အေးတမာရိရှိလာပြီဆိုရင်လည်းကာမိသန္တနိဝရဏတို့ဗျာပါဒတို့ဆိုတာဖြစ်မလားလို့ရှိရင်ပညာတွေဟာတဖြည်းဖြည်းရင့်ကျက်ပြီးတော့တိုးတက်လာနိုင်တယ်ပေါ့ဒီလိုဆိုလိုတာပေါ့နော်ဒါကြောင့်မို့နိဝရဏတရားတွေကိုဖယ်ရှားနိုင်အောင်ကြိုးစားတရားထုတ်တယ်ဆိုတာနိဝရဏတရားတွေကိုဖယ်ရှားဖို့ကြိုးစားတာအဲ့ဒီကြိုးစားတဲ့အခါမှာ
ဒီကမ္မထာအာယုံတစ်ခုပေါ်မှာလိုအပ်တဲ့အရေးချင်း၃ခုကဘာလဲလို့ဆိုရင်မဟာတတိပဌာန်သုံးပါဟောထားတဲ့အတိုင်းအာတာပိတမ္ပဇာနောတတိမာအာတာပိဆိုတာပြင်းပြင်းထန်ထန်ကြိုးစားအထောက်တဲ့ဝီရိယသို့မဟုတ်မိမိတဏ္ဍာမှာဖြစ်ပေါ်လာတဲ့ကိလေသာတွေကိုဖိနှိပ်ချုပ်ချယ်တွန်းထုတ်နိုင်တဲ့စွမ်းရည်တတ္တိရှိတဲ့လုံလဝီရိယမျိုးအဲ့ဒီလုံလဝီရိယမျိုးဆိုတာမဖြစ်သေးတဲ့အကုသိုလ်မဖြစ်အောင်တားတာရဲ့စောင့်စည်းတာဆုတ်ပိတ်တာသံဝရဖြစ်ပေါ်လာလို့ရှင်အကုသိုလ်တရားဖြစ်လာတဲ့အကုသိုလ်တရားကိုဖယ်ရှားပြစ်နိုင်တယ်ပဟာနအဲ့ဒီနှစ်ခုဟာအမြဲတမ်းအရေးကြီးတယ်မဖြစ်သေးတဲ့ကုသိုလ်တွေဖြစ်လာဖို့ဖြစ်ပြီးသားကုသိုလ်တွေတိုးပွားလာဖို့ဆက်လက်ကြိုးစားအထောက်အဲ့ဒါလို့အာယုန်တစ်ခုပေါ်မှာအလုံးလုံးလို့ရှင်စိတ်အားထက်ထက်မြက်မြက်နဲ့လှုပ်တဲ့အာတာပဆိုတဲ့လုံလဝိရိယမျိုးရှိရမယ်ကိလေသာတွေကိုတွန်းထုတ်လောင်မြိုက်ပြစ်နိုင်တဲ့ပူလောင်စေတတ်တဲ့လုံလဝိရိယမျိုးလို့ဒီလိုဆိုတာအဲ့တော့လုံလဝိရိယရှိပြီဆိုတဲ့အခါမှာအရေးကြီးတာဘာတော့ဆိုရင်တမ္ပဇာနောတတိမာတတိရှိဖို့လည်းလိုတယ်ပညာအစဉ်ဉာဏ်ရှိဖို့လိုတယ်တတိနဲ့တမ္ပဇင်ညဆိုတာဒီနှစ်ခုဟာအမြဲတမ်းတွဲဖက်ထားတယ်တတိမပါဘဲနဲ့ပညာဖြစ်တယ်လို့မရှိဘူးတဲ့နာဟိတတိဝိရိတာနာမပညာအဋ္ဌိတတိဝိရိတာပညာတတိကင်းပြီးတော့ဖြစ်လာတဲ့ပညာဆိုတာဘယ်တော့မှမရှိဘူးနတ္ထိမရှိဘူးလို့ဒီလိုဆိုတာစာပေကျမ်းဒါကြောင့်ပညာဖြစ်ဖို့ရာအတွက်တတိကရှိနေရတတိမရှိဘဲနဲ့ပညာဆိုတာဖြစ်မလာနိုင်ဘူးဒါကြောင့်ကမ္မထာအထုတ်ပြီးဆိုရင်နံပါတ်1ကြိုးစားရမယ်နံပါတ်2တတိနဲ့ပညာဒီနှစ်ခုတွဲဖက်ပြီးတော့ရှိနေရမယ်အဲ့ဒါလို့တွဲဖက်ပြီးအာယုန်တစ်ခုပေါ်မှာအလုံးလုံးလိုက်ပြီးဆိုတဲ့အခါကျတော့ဖယ်ရှားလို့ရတာဘာတွေတုံးဆိုရင်ကာမိသန္တာအဘိဇ္ဇာလို့ဆိုတဲ့ကာမိသန္တာនិဝရဏဒီနေရာမှာတတိထားဖို့ရအဘိဇ္ဇာဆိုတဲ့စကလုံးရဲ့အဓိပ္ပာယ်ကိုတတိထားဖို့လိုအပ်တယ်စာပေကျမ်းဂန်တွေမှာအထူးမဖွင့်မိမယ်လို့ဒီအဘိဇ္ဇာဟာဒုစရိုက်မနောဒုစရိုက်ထဲမှာပါတဲ့အဘိဇ္ဇာဗျာပါဒမိစ္ဆာဒိဋ္ဌိနဲ့တူသလားလို့မေးရင်သဘာဝတရားချင်းတော့တူတယ်တွင်ပြင်လက္ခဏာမတူဘူးလို့ပြောအောင်မနောဒုစရိုက်ထဲမှာပါတဲ့အဘိဇ္ဇာဆိုတာဟာယံပရတ္တသူပိုင်ပစ္စည်းဟာငါပိုင်ဖြစ်ရင်ကောင်းမှာပဲဆိုတဲ့မတရားတဲ့အခြေခံနဲ့မတရားတဲ့အတွေးပါတဲ့လောဘကိုဝိဇ္ဇာလို့ခေါ်တာဒီနေရာမှာကမ္မထာအထုတ်နေတဲ့အချိန်အာယုံပေါ်မှာအဘိဆိုတာရှေးရှုဇာဆိုတာလောဘနဲ့ကြံစည်နေမှုဆိုတဲ့အဘိဇ္ဇာမျိုးကိုယူရမယ်မနောဒုစရိုက်အဘိဇ္ဇာကိုဆိုလိုတာမဟုတ်ဘူးဆိုတာတတိချက်ဖို့လိုအပ်တယ်ကမ္မထာအထုတ်နေပြီးတော့သူများပစ္စည်းငါပစ္စည်းဖြစ်ရင်ကောင်းမှာပဲဆိုတာကတော့စိတ်သာဝင်လာပြီးတော့သူများပစ္စည်းကိုခိုးဖို့ချောင်းတဲ့တခိုးကလွဲရင်တော့ဉာဏ်တဲ့ပုဂ္ဂိုလ်ဖြစ်ဖို့မရှိပါဘူးเนาะတရားလာအားထုတ်တဲ့ပုဂ္ဂိုလ်မှာသူများပစ္စည်းငါပစ္စည်းဖြစ်ပါစေဆိုတဲ့ဒီလိုကြမ်းတမ်းတဲ့မနောဒုစရိုက်ထဲမှာပါတဲ့အဘိဇ္ဇာမျိုးဆိုလိုတာမဟုတ်ဘူးလို့ဒီလိုမှတ်ရအဘိဇ္ဇာဝိတမလောဘအာယုန်တစ်ခုပေါ်မှာအဘိကမ္မထာအာယုံပဲဖြစ်စေမိမိကြံတွေးနေတဲ့ရှိလာတဲ့မိမိရဲ့တဏ္ဍာမှာထင်ပေါ်လာတဲ့အာယုံတစ်ခုခုပေါ်မှာဇာလောဘနဲ့ကြံတွေးတာမျိုးမဖြစ်စေရဘူးလို့ဒီလိုဆိုလိုတဲ့အဘိဓါမဟာတတိပဌာန်သုတ်မှာအဘိဇ္ဇာဒေါမနတံလို့ဆိုပြီးတော့ဒေါမနတဝေဒနာကိုဖယ်ရှားရမယ်လို့ဒီလိုပြောတာဟာတစ်ဖက်ကကြည့်မယ်ဆိုရင်ဒေါမနတဝေဒနာဆိုတာဘယ်သူနဲ့အမြဲတွဲတယ်လဲလို့ဆိုရင်ဒေါသဆိုတဲ့ပဋိက္ခနဲ့အမြဲတွဲတယ်ပေါ့ဒါကြောင့်မို့ဒေါသနဲ့ဒေါမနတဟာအမြဲတမ်းတွဲဖက်နေတာဖြစ်သောကြောင့်အဘိဓမ္မထသင်္ဃာအကျမ်းကိုရေးတဲ့
နှစ်ခုပြောတဲ့အခါကျတော့ဒေါမနတသာကတံပฏิကတံပယုတ်တံဆိုတဲ့စကားနှစ်ခုဘာဖြစ်လို့နှစ်ခုလုံးဆိုရတယ်လဲဆိုတဲ့နေရာမှာရှင်းထားတဲ့နေရာဒီတဘာဝတရားနှစ်ခုကအမြဲတမ်းတွဲနေတယ်ဆိုတာကိုသိစေဖို့အတွက်ဆိုတယ်လို့ဒီလိုပြောတာနော်ဒါကြောင့်မို့ဒေါမနတလို့ပြောလိုက်ရင်လည်းဒေါသပါလာတယ်ဒေါသလို့ပြောလိုက်ရင်လည်းဒေါမနတပါလာမှာပဲစိတ်ဆိုတာခံစားချက်နဲ့ကင်းတာမဟုတ်ဘူးဒါကြောင့်မို့မဟာတတိပဌာန်သုံးမှာတော့ဒေါမနတဝေဒနာလို့သုံးခြင်းသုံးတော်လည်းပဲဗျာပါဒဆိုတဲ့နိဗ္ဗာန်ကိုရည်ညွှန်းတယ်လို့စာပေကျမ်းဂန်တွေမှာဒီလိုဆိုတာပေါ့ဒီအရေးပေးရမယ်အဓိကကြတဲ့ဒီနိဗ္ဗာန်နှစ်ခုကိုဖယ်ရှားလိုက်တာနဲ့ကြံတဲ့ဒီနိဝရဏတရားတွေဟာလည်းပဲတမာတိစွမ်းအားနဲ့ဖယ်ရှားပြီးဖြစ်သွားနိုင်တယ်ပေါ့ဒါကြောင့်မို့ဝိပဿနာကျင့်စဉ်တစ်ခုကိုကျင့်ပြီလို့ဆိုတဲ့အခါမှာဘယ်ဟာကိုဝိပဿနာအာယုံဖြစ်ရွေးရတယ်လဲလို့ဆိုရင်အကျဉ်းချုပ်အားဖြင့်သဘာဝအစစ်ဖြစ်တဲ့ယုံနဲ့နံနှမျိုးကိုပဲဝိပဿနာအာယုံကိုဖြစ်ရွေးရတယ်အဲ့ဒါလို့ရွေးလိုက်လို့ဆိုလိုတာကတော့ဥပါဒဏ်နဲ့ခန္ဓာ၅ပါးလို့ပြောတာခန္ဓာ၅ပါးလို့ဆိုပေမဲ့လို့ကပ္ပဋ္ဌာန်းရဲ့အာယုံကဥပါဒဏ်နဲ့ခန္ဓာ၅ပါးဥပါဒဏ်နဲ့ခန္ဓာ၅ပါးဆိုတာရုပ်မှန်သမျှတော့ဥပါဒဏ်နဲ့ရူပပါဒနဲ့ခန္ဓာရုပ်ဟာဥပါဒဏ်နဲ့ခန္ဓာပဲသို့သောဝေဒနာတင်ညာသင်္ခါရဝိညာဏဆိုတာတွေကြတော့ဥပါဒံရဲ့အာယုံမဖြစ်တဲ့လောကုတ္တရာပိုင်းဆိုင်ရာဝေဒနာတင်ညာသင်္ခါရဝိညာဉ်တွေပေါင်းမပါရဘူးကပ္ပဋ္ဌာန်းရှုလို့မရဘူးကိုယ်မရှိတာကိုရှုလို့လည်းမရဘူးအဲ့ဒါကြောင့်မလို့ဝေဒနာတင်ညာသင်္ခါရဝိညာဏဆိုတဲ့ဒီသဘာဝတရားတွေကြတော့တကယ်ဥပါဒနဲ့ခန္ဓာမို့ရှုရတာဖြစ်သောကြောင့်ဥပါဒံရဲ့အာယုံဖြစ်တဲ့ခန္ဓာမျိုးကိုသာဒီနေရာမှာပစ္စက္ခန္ဓာခန္ဓာ၅ပါးလို့ဒီလိုဆိုတာလို့မှတ်ရကောင်းပြီဝိပဿနာရှုပြီဆိုရင်ခန္ဓာ၅ပါးကိုယ်တဏ္ဍာမှာတွေ့အောင်ရှာကြရှာပြီးတဲ့အခါကျတော့ထူးခြားတဲ့အမြင်တစ်ခုနဲ့ကြည့်ပြီဆိုတဲ့အခါဘယ်လိုကြည့်ရမလဲပဋိသမ္မိဓမ္မပါဠိတော်မှာရှုပုံရှုနည်းအနုပဒနာအချင်းရာ40ကိုဖော်ပြထားတဲ့ထဲပဲအခုဒီကနေ့အချင်းရာ40တဲက19ခုမြောက်ကစပြီးတော့ဟောကြားမှာဖြစ်တယ်ရှေ့ပိုင်းကအနိစ္စတောဒုက္ခတောစသည်ဖြင့်18မျိုးထိအောင်ရှင်းလင်းပြပြီးပြီဘယ်အမြင်နဲ့ပဲကြည့်ကြည့်ခန္ဓာပေါ်မှာလူရင်းကတော့မိမိရထားတဲ့ခန္ဓာပေါ်မှာတွေ့တာမှုတွေကပြအောင်လုပ်တာအဓိကဖြစ်တယ်ခန္ဓာပေါ်မှာတွေ့တာနေတဲ့မြတ်ကာလပတ်လုံးတဏှာဝကထွက်ဖို့ဆိုလွယ်ဘူးဒါကြောင့်မို့ခန္ဓာပေါ်မှာမှန်ကန်တဲ့အမြင်တွေနဲ့မြင်နိုင်ဖို့အခုလိုတော40ရှုွယ်အချင်းရာ40ကိုဟောကြားတာဖြစ်တယ်။အဲ့တော့ဒါတော့မှပဲဒီ40ပဲရှုလို့ရလားတခြားနည်းရှုလို့မရဘူးလားလို့ခန္ဓာကိုယ်ကြီးပုံမှာအမှန်တဘာဝစိုက်ထိအောင်တခြားနည်းနဲ့လေခန္ဓာကိုယ်ပေါ်မှာတွေ့တာနေတဲ့တဏှာပြတ်ဖို့မှားယွင်းနေတဲ့အမြင်ဆိုတဲ့ဒိဋ္ဌိတွေဖယ်ရှားဖို့ရှုမယ်ဆိုရင်ရှုလို့မရဘူးဆိုတဲ့နေရာမျိုးဟာမရှိနိုင်ပါဘူးဒါကြောင့်မို့မှန်ကန်တဲ့ရှုွက်တွေကိုရသော်ဗျာရှင်းလင်းပြီးတော့ဖော်ပြတာဖြစ်တယ်ပေါ့အဲ့ဒါကိုပဋိသင်္ဗိဓမက္ခပါဠိတော်မှာရှင်းလင်းဟောကြားထားတယ်ပဋိသင်္ဗိဓမက္ခပါဠိတော်ကတော့ရှင်သာရိပုတ္တရာမထေရမြတ်ရသော်ဗျာစီကနီးယူပြီးတော့ဟောကြားထားတယ်လို့ဒီလိုဆိုကြတယ်အဗ္ဗဓမ္မပြည့်စုံတဲ့ကျင့်စဉ်တစ်ခုပဋိသင်္ဗိဓမ္မပါဠိတော်မှာပြထားတယ်ကဲအဲ့ဒီတော့19နံပါတ်ရှုခွက်လေးတစ်ခုပြောကြရအောင်ပင်စက္ခန္တိအတ္တရဏတောအတ္တရဏတော
Pattanto Anulomikan Khandein Padillavati Pisakhandi Uparane Khanalu Sure Khana Ngavadugo Attarana Do Biyangu Peshatate Taya Mahofu Huye Tarana Sura Biyangu Kagwe Sashanai Gogaya Pit Khana Ngavaha Gogaya Mahofu Athasaya Mahofu Biya Anirigu Pesha Pinai Swai Khana Ngavama Masibu Tajamu Bodhan Taranang Gisami Sulu Khana Udaviro Taranang Gisami Lulu Yabulu Khana Ha Atarana Biya Anirigu Pesha Pinai Swai Tadi Masibu Kokhana go Sisi Dwebiro Khana Gojiya Agoyame Yale Mobu Gowayame Yale Mobu Pipolare Dasi Nile Yale Mobu Dilo Shumina Haleve Wipatana Yane Shumin Jembe to Jora no Adarana do Biyangu Peshan Nile Dia Mahofu Yendo Patando Wipatana Yane Kanago Shulite Kama Anulomikan Kande Menya Alioswa Pite Swai Tati Pide Vipadana Nyango Kandi Sura Kandi Sura Zagalonia The Takadea Nyango Uti Piro Piora Diniama Nyango Piora Tikana o Piora Mau Tikane Sura Zagalonjaro Be Yakawa Adota Mitagu Yakot Arona said they go away Kandi Yakote Domo Adota Piatane Namekana Leva Asu Kandi Yakot Eri Kandi Sura Ti Kane Sure Davia Yamalu Piantane David Tarajan shoot on up Yomesui Kandi Sura Beluale Pioye Kamu Tahani looks at that. Swai Tati Shida Ubiora. Tikane Sura Kanaine, Swai Tati the Ku, Piopiana, say ye. Tati Swan the Kuwe. Bedua la says, Bedua la Soga. Bowman say a chain the Ku, Piamado on Taintana now, Kandi Lopiora. A Jawlu, Yamabiolu, Gon Kandi, say there or Magina Wood or the Hawa training, Kandi Mahodo. No. Kaneke Biora, Era Lubioni, Nebe the Lugo, Kandi Sa, Manailo, Dikaya Jelagonsuri, Kandi Mubeto. The gay Kandi Simahodo, who? Kandi Sura Sanjimbe. The zone of Kuya, Sanjimbe in it, Dwede Kama, Bingo say a chini, Mapion on. Tainta Nine, Swai Tati Demu, Erama Kandi. A goodie, Wibadana Yango Kandi look Korajaro. Swan sound nine Sure, David. Banyan Chipola the tea on Swan sound move pain in it, Yan Yomu, Nulomika Kandi Yan, Tilupura. A Dajamolo, Sagalon Sura, Dunia Lene to David, Ma on you dad, Ma on me you, Mayan and David, Yak on night, bo. Dajao. Kodana Mashide, Kanangavago, Bia Anierigo, Kagwe Naizon Mashide, Kagwe Naizon Mashide, Ayabe, Dilo Shumian Nayame, Elo Shumian Yen Neve, Wibadana, Sensing Tetabi, Menya Na Katare, Nulomiga, Kandinyango, Yashinamare, David Diniama, Attarana. Gowaya Mahobu, Be Anirigo, Makagwe Naibu Suramu, Bajo, Piodale. Bajo Kanago, Ataranalo, Pioya the Lelu Sure Kaja. Nati Dana, Payat Tarakata, Pawina, Ataranado. Nati Dana, Kanago, Mibiro, Ago de G. Lonijare, Boguri. Kanago Shitare Boguria, Kanago Minija. Yonji Secha
ကိုယ်ခန္ဓာကိုယ်ကြီးရှိနေဘာမှမဖြစ်ဘူးလို့ယုံကြည်စိတ်ကြအားကိုးကြခန္ဓာကိုယ်အားကိုးပြီးတော့မိကိုးနေကြတဲ့ပုဂ္ဂိုလ်တွေကိုတဲ့ဘယတာရကတ္တဘာဝေနဘေးရန်ကိုဖယ်ရှားဖို့ကာကွယ်ပေးဖို့ဆိုတဲ့စွမ်းရည်တတ္တိသူ့မှာမရှိဘူးတဲ့ဒီလိုဆိုလို့လေအားကိုးလို့လည်းအားကိုးရမရောက်ဘူးတဲ့ဘေးရန်ဟူသမျှကိုခန္ဓာကိုယ်ကြီးကပဲဖိတ်ခေါ်နေတယ်လို့ရှိတယ်ဒုက္ခမှန်သမျှကိုလည်းပဲခန္ဓာကိုယ်ကြီးကိုကဖိတ်ခေါ်နေတယ်လို့ရှိတယ်ဒါကြောင့်မို့လို့ဘေးရန်အန္တရာယ်ကိုဖယ်ရှားပြစ်နိုင်တဲ့စွမ်းရည်တတ္တိသူ့မှာမရှိဘူးတဲ့ခန္ဓာကိုယ်အမိပြုတ်ပြီးခန္ဓာရထားတဲ့ပုဂ္ဂိုလ်တိုင်းဟာဘေးရန်အန္တရာယ်နဲ့ကြုံနေကြခန္ဓာကိုယ်ကဘာမှစွမ်းရည်တတ္တိနဲ့ဖယ်ရှားနိုင်စွမ်းမရှိဘူးလို့ဒီလိုဆိုတာပေါ့အဲ့ဒါကြောင့်မို့လို့အပရဏခန္ဓာကိုယ်ဟာအာကိုရမယ့်အရာမဟုတ်ဘူးအာကိုရင်ကြည့်လေကျမ်းမာမယ်လို့ထင်တယ်မကျမ်းမာဘူးလူပြိုနေမယ်ထင်ပေမဲ့မလူပြိုဘူးမသေးဘူးထင်ပေမဲ့လို့မသေးတာမရှိဘူးသေရဒါကြောင့်မို့လို့ခန္ဓာကိုယ်ကြီးကအိုခြင်းဆိုတာကိုလည်းမကာကွယ်ဘူးနာခြင်းဆိုတာကိုလည်းမကာကွယ်ဘူးသေခြင်းဆိုတာကိုလည်းမကာကွယ်နိုင်ကြာရောက်လာတဲ့ဘေးရမှန်သမျှသူကိုယ်တိုင်ဒိုင်ခံပြီးတော့ခန္ဓာကိုယ်ကြီးကဒုက္ခပေးနေတာဒါကြောင့်မို့မြတ်စွာဘုရားကတန်ရုပ်ပါဠိတော်မှာဟောထားတယ်ယောဘိက္ခဝေရူပတ္တဥပ္ပါဒောဝေဒနာယဥပ္ပါဒောတင်ညာယဥပ္ပါဒောသင်္ခါရဏံဥပ္ပါဒောဝိညာဏတ္တဥပ္ပါဒောဒုက္ခတေသောဥပ္ပါဒောလို့ရုပ်ဝေဒနာတင်ညာသင်္ခါရဝိညာဉ်ဆိုတာတွေဖြစ်ပေါ်လာမှုဟာဒုက္ခဖြစ်လာတာပဲဖြစ်တယ်ဟောသူကိုယ်တိုင်ကိုယ်ကဒုက္ခတွေအန္တရာယ်တွေပဲသရမရဏတပါတုပါဝောအိုခြင်းတို့သေခြင်းတို့ဖြစ်ပေါ်လာမှုပဲရောဂဏံထိတိယောဂတို့ရဲ့တည်ရှိလာမှုပဲလို့ဟောလို့ရှင်းရှင်းပဲမြတ်စွာဘုရားကခန္ဓာကိုယ်နဲ့ပတ်သက်ပြီးတော့ခန္ဓာဝဲကတန်ရုပ်ပါဠိတော်မှာဒီလိုဟောထားတယ်အဲ့ဒါကြောင့်မို့လို့ခန္ဓာကိုယ်ကြီးကဘေးအန္တရာယ်တွေကိုဖြောင်းနိုင်စွမ်းမရှိဘူးဆိုတဲ့အမြင်နဲ့ဒီအမြင်နဲ့ခန္ဓာတွေပေါ်မှာတွေ့တာမှုတွေပြတ်အောင်ဝိပဿနာဉာဏ်နဲ့အထက်ထရှုမြင်သုံးသပ်ပါလို့ဒီလိုဆိုတာပေါ့နော်အဲ့ဒါလို့သုံးသပ်လိုက်လို့ရှိရင်ခန္ဓာပေါ်မှာဘာဖြစ်လာအာကိုယုံကြည်တဲ့စိတ်တွေနဲပါလာမယ်ခန္ဓာကိုယ်ကြီးကဘေးရန်တွေကိုမကာကွယ်နိုင်ဘူးဆိုတော့သူ့ပေါ်မှာယုံကြည်စိတ်ချမှုတွေအာကိုမှုတွေပြက်ပြယ်လာပြီးနောက်ဆုံးခန္ဓာကိုယ်ကြီးကိုမရကျင်တော့ဘူးဆိုတဲ့အနေအထားမျိုးတွေဖြစ်လာလို့ခန္ဓာကိုယ်ကြီးဟာလုံးဝချုပ်ငြိမ်းသွားတဲ့အနေအထားမျိုးရောက်သွားတယ်တဏှာတို့ကိလေသာတို့ကံတရားတို့ကမထုတ်လုပ်တော့ဘူးဆိုရင်ဘာနဲ့ဥပမာတူတော့ဆိုရင်ကျောင်းတိုင်းမီးလေးထွန်းထားတယ်မိစာလည်းရှိနေသေးတယ်ဖျောင်းစီလေးတွေလည်းကျန်နေသေးတယ်အဲ့ဒီမိစာနဲ့စီရှိနေသေးသမျှကာလပတ်လုံးမိတော့ကလေးဟာတည်ရှိနေဥမှာပဲနောက်ဆုံးမှာမိစာလည်းကုန်တယ်စီလည်းခန်းသွားပြီဆိုရင်ဒီမိတော့လေးဟာချုပ်ငိမ့်သွားတော့မှာပဲပေါ့အဲ့ဒါလိုပဲခန္ဓာကိုယ်ကြီးကိုဖြည့်ပေးနေတဲ့တဏှာတွေကိလေသာဆိုတာတွေကံတရားတွေဒါတွေကနေအားဖြစ်နေမယ်ဆိုရင်ခန္ဓာတွေကအသစ်ထပ်ပြီးတော့ဖြစ်နေဥမှာပဲနောက်ဆုံးခန္ဓာပေါ်မှာလိုချင်တဲ့တဏှာရှိနေသမျှကာလပတ်လုံးထပ်ဖြစ်နေမယ်မလိုချင်တော့ဘူးဆိုလို့ရှိရင်ခန္ဓာကိုယ်ကြီးကမဖြစ်တော့ဒါကြောင့်မို့ပင်စဏံခန္ဓာနံခန္ဓာ၅ပါးတို့ရဲ့နိရောဓချုပ်ငြိမ်းသွားမှုဟာလောကလူတွေကနိဗ္ဗာန်ဆိုတာလိုက်ရှာနေကြနိဗ္ဗာန်ဆိုတာဘယ်မှလည်းမသိဘူးဘယ်မှလည်းမသိပဲနဲ့နိဗ္ဗာန်ကိုဆူတောင်းပြီးတော့နေကြအဲ့တော့ဘာတော့ပိဿနံခန္ဓာနံနိရောဓခန္ဓာ၅ပါးတို့ရဲ့ချုပ်ငြိမ်းသွားမှုဟာပဲနိဗ္ဗာန်လို့ခေါ်တာချုပ်ငြိမ်းသွားတာဘယ်သူချုပ်လို့ငြိမ်းတာတော့လို့ဆိုလို့ရှိရင်လိုချင်တဲ့တဏှာနဲ့ကိလေသာအပေါင်းပါတွေချုပ်ငြိမ်းသွားတယ်အဲ့ဒီချုပ်ငြိမ်းသွားသည့်အတွက်ကြောင့်အကျိုးဖြစ်တဲ့ခန္ဓာကြီးဟာလည်းချုပ်ငြိမ်းသွားရတယ်လို့ဒီလိုဆိုတာပေါ့အဲ့တော့ဒီနေရာမှာဝ
ဝိပဿနာရှုတော့ကခန္ဓာကိုယ်ကြီးကဟဲ့ဘေးရန်အန္တရာယ်တွေကိုမတားဆီးနိုင်ဘူးကိုယ်ဝယ်ရမဖြစ်ဘူးဘာမှမိကိုအားထားเสียမရှိဘူးလို့ဒီလိုရှုမြင်လာတော့မိကိုအားထားเสียရှာလိုက်တဲ့အခါဘာတွေ့တော့ဆိုခန္ဓာနံនិရောဓပစ္စနံခန္ဓာနံនិရောဓခန္ဓာ၅ပါးတို့ရဲ့ချုပ်ငြိမ်းသွားတယ်ဆိုတဲ့အရာဟာတရဏံတကယ်အားကိုးရာကိုးကွယ်ရာအစ်ဘေးရန်အန္တရာယ်တွေကိုဖယ်ရှားပြစ်နိုင်တဲ့နိဗ္ဗာန်တိနိဗ္ဗာန်ပါပဲလို့ပတ္တန်တော်ရှုမြင်တဲ့ယောဂီပုဂ္ဂိုလ်ဟာသမ္မတ္တနိယမမှန်ကန်ပြီးတော့ထာဝရခိုင်မြဲတဲ့မက်ဆိုတဲ့တရားတို့ဥက္ကမတိဝင်ရောက်သွားနိုင်တယ်ဆိုဟောဝိပဿနာဉာဏ်ပြီးရင်မက်စိတ်လာတာပဲလေအနုလောမဆိုတာပရိက္ခဥပ္ပစာအနုလုံခွတ္တရဘူးဆိုတာလာပြီးတဲ့နောက်ဟောမက်ဆိုတာဖြစ်ပေါ်လာအဲ့ဒါကိုပြောတာမက်သမ္မတ္တနိယမလို့ဒီနေရာမှာသုံးလိုက်တာမက်စိတ်ဖြစ်ပေါ်လာကိုဆိုလိုတယ်သမ္မတ္တနိယမဥက္ကမတိမှန်တယ်ဘယ်တော့မှအမှားယွင်းမရှိဘူးသမ္မတ္တမှန်ကန်တဲ့သဘောရှိတယ်နိယမခိုင်မြဲတယ်ဖြစ်ပြီးရင်ဘယ်တော့မှပြန်ပြီးတော့ပြောင်းလဲသွားတာမျိုးမရှိဘူးသိကြတယ်လို့ဆိုအဲ့ဒီဝိပဿနာတရားအားထုတ်ခြင်းဖြင့်လောကုတ္တရာမက်တစ်ခုဖြစ်ပေါ်လာစေတယ်လို့ဒီလိုဆိုတာပေါ့အဲ့တော့ဝိပဿနာတရားရဲ့အကျိုးတရားကဘာတုံးလို့ဆိုရင်မက်ဖို့ပဲမက်ဟာဝိပဿနာရဲ့အကျိုးလို့ပြောရမှာပဲနော်ဝိပဿနာရဲ့အကျိုးတရားဖြစ်တဲ့မက်ပေါ်လာမက်ရဲ့အကျိုးကြတော့ဖို့ပေါ့ဒီလိုဆိုလိုတာပေါ့အဲ့တော့အလုံးလုံးကမှဝိပဿနာကိုလုပ်ဝိပဿနာလုပ်တဲ့အခါကျတော့မက်စိတ်ပေါ်မက်စိတ်ပေါ်တဲ့အခါဘယ်လိုအာယုံပြုပြီးပေါ်လာတော့ဆိုခန္ဓာ၅ပါးကိုအာယုံပြုပြီးတော့ဝိပဿနာဉာဏ်နဲ့ပေါ်နေတယ်ဘယ်လိုအာယုံပြုခန္ဓာ၅ပါးပေါ်မှာဘယ်လိုမြင်တော့ဆိုအေးဘေးရန်တွေကိုမကာကွယ်မစောင့်ရှောက်နိုင်ဘူးမဖယ်ရှားနိုင်ဘူးခန္ဓာကိုယ်ကြီးဟာဒီငါရထားတဲ့ခန္ဓာကိုယ်ကြီးဟာအလုံးကိုအာကိုမအားမကိုထိုက်ဘူးဆိုတဲ့အမြင်ကိုမြင်တဲ့အခါမှာအာကိုထိုက်တာဘာလဲလို့ဆိုတဲ့အခါကျခန္ဓာ၅ပါးချုပ်ငြိမ်းသွားမှချုပ်ငြိမ်းရဖြစ်တဲ့နိဗ္ဗာန်ကလည်းအာကိုထိုက်တယ်ဆိုတဲ့ဒီလိုအမြင်မျိုးပြောင်းပြီးတော့မြင်လာအဲ့တော့ဝိပဿနာအနေနဲ့မြင်တော့ကအတ္တရဏလို့ခန္ဓာ၅ပါးကိုမြင်တာဝိပဿနာဉာဏ်ကိုလွန်မြောက်ပြီးတော့ message ပေါ်တဲ့အခါကျတော့တရဏံနိဗ္ဗာန်ခန္ဓာ၅ပါးချုပ်ငြိမ်းသွားတာအာကိုရမယ်နိဗ္ဗာန်ပဲလို့ဒီလိုမြင်လာနိုင်တယ်လို့ဒီလိုဆိုတာပေါ့နော်ဒါက16ခုမြောက်တော40တဲ့က16ခုမြောက်တခုနောက်တစ်ခုကဘာလဲလို့ဆိုလို့ရှိရင်20မြောက်ကြတော့ပင်ဆက်ခန္ဒီရိတ္တတော်ပတ္တန်တော်အနုလောမိကံခန္တိန်ပฏิလည်းပဲဒီရိတ္တဆိုတာစိတ်သုံးတယ်အနှစ်သာရမရှိဘူးအနှစ်သာရတွေမပါဘူးအနှစ်သာရတွေကင်းနေတယ်ဆိုတဲ့အဓိပ္ပာယ်ကင်းပြတ်စိတ်သုံးနေတယ်ဆိုတဲ့အဓိပ္ပာယ်ရိတ္တတို့တုတ်စာတို့တုံညတို့ဆိုတဲ့စကားလုံးတွေဟာအဓိပ္ပာယ်ဆင်းရဲနေပဲပေါ့အဲ့တော့ရိတ္တဆိုတဲ့စကားလုံးကအနှစ်သာရခန္ဓာကိုယ်ထဲမှာဘာမှအနှစ်သာရမရှိတဲ့အရာကြီးပဲလို့ပိစက္ခဏီခန္ဓာ၅ပါးတို့ကိုရိတ္တတော်အနှစ်သာရကင်းမဲ့တဲ့အရာဟု၍ပတ္တန်တော်ဝိပဿနာဉာဏ်ဖြင့်ရှုမြင်တဲ့ပုဂ္ဂိုလ်ဟာအနုလောမိကံခန္တိအနုလောမိကခန္တိဉာဏ်ထိအောင်ပฏิလဝတိရတယ်လို့ဒီလိုဆိုတာပေါ့နော်ဒါလည်းဝိပဿနာရှုွက်တစ်ခုပဲအဲ့တော့စိတ်သုံးတယ်အနှစ်သာရမရှိဘူးဆိုတာဘာကိုပြောတာလဲလို့ဆိုဘယ်လိုအနှစ်သာရတွေမရှိတာတုံးလို့ဆိုရိတ္တဖြစ်ပုံကိုကြည့်တဲ့အခါယထာပရိကပိတေဟိဒုဝတုပဒုက္ခအတ္တဘာဝေဟိရိတ္တဒါယရိတ္တတော်လို့ဒီလိုဖွင့်ဆိုတာပေါ့ယထာပရိကပဆိုတာလူတွေဟာစိတ်ကူးနေကြတာလေစိတ်ကူးကြတယ်ဘယ်လိုမြင်လဲကိုယ်ခန္ဓာကိုယ်တမန်အားဖြင့်ကြည့်မယ်ဆိုရင်လူတိုင်းဟာကိုယ်ရုပ်လေးကိုယ်သဘောကျနေကြတာကြီးပဲ
သဘောမကျဘူးမအောင်မေးနဲ့သဘောကျနေကြတာနော်စိတ်ညစ်နေမယ်လို့မထင်နဲ့ကိုယ်ရုပ်လေးကိုလှတယ်လို့ပဲအောင်မေးတာတီဟိုမှာနေတော့ကတီဟိုကလမတွေကအသားအတော်မဲတယ်နော်အသားမဲတော့ဘုန်းကြီးတို့ကတော့မြင်တော့ထင်တာပေါ့သူတို့တော့စိတ်ညစ်နေမှာပဲလို့အသားမဲကြီးနဲ့ဒီလိုဘယ်အမလီခေါင်းကိုမော့ခါလေးကော့ပြီးတော့နေတာဘယ်စိတ်ညစ်မလဲကဘာပေါ်မှာသူအချောဆုံးလို့ဒီလိုထင်တာနောက်အာဖရိကအမျိုးသမီးတွေကြီးလိုက်အောင်လားအမလီလက်ပြောင်းနေအောင်ကိုလှုပ်ထားလိုက်ပြီးတော့တပိတ်ရောင်ပေါက်နေပြီမဲ့လို့သူတို့ကသဘောကျနော်စိတ်ညစ်နေတယ်လို့ပြန်မအောင်မေးနေနဲ့ကိုယ့်ဟာကိုယ်အကောင်းဆုံးလို့ပဲထင်နေကြတာမလှတာကိုလှတယ်လို့ထင်နေတာအဲ့တော့ခန္ဓာကိုယ်ကြီးထဲမှာသူ့ဘာလို့ပြောအောင်တင့်တယ်တဲ့အရာရှိသလားလို့အလေးနဲ့ထားပြီးစဉ်းစားကြည့်လိုက်မယ်ဆိုဘယ်ရှိမှာတော့တင့်တယ်တာတခုမှမပါဘူးတင့်တယ်တာကဘာလို့ထားအဝတ်ကလေးလှလှဝတ်ထားတဲ့အခါတို့မိတ်ကပ်ကလေးတွေလိမ့်ကျထားတခါတလေကျတော့ပေါင်းတင်ထားတဲ့အခါမျိုးတို့လုပ်တယ်လေနှကန်းကြီးဆေးဆိုတာတို့မျက်လုံးမျက်ခုံးတွေဆွဲတာတို့အကုန်လုံးပေါ့လှအောင်လုပ်ထားလို့ကျွေးရုပ်ကလေးလို့လှနေတယ်လို့ကိုယ့်ကိုယ်ထင်ပြီးတော့သဘောတွေကျနေတာတကယ်ကတော့ရေမချိုးမိုးမချိုးမိမွေးတိုင်းဖမွေးတိုင်းတလားလောက်နေကြည့်ပါလားနော်တလားလောက်နေကြည့်အဝေးကနေပြီးတော့ထွက်ပြေးကြမှာမြင်တာနဲ့အဲ့တော့သဘောဟာအပေါ်ယံကခြေမုန်းထားလို့လှတယ်လို့ထင်နေကြတာသူ့ဘဆိုတာမရှိဘူးလို့ဆိုတဲ့အဓိပ္ပာယ်ကိုဖော်ပြခန္ဓာကိုယ်ကြီးဟာသူ့ဘကစိတ်သုံးနေတယ်ကြည့်လေအပေါ်ကအရေးလေးဖုံးထားလို့အရေးကိုခွာချကြည့်လိုက်ပါလားအတွင်းထဲကကလေးစားတွေထုတ်ကြည့်ပါလားနော်ထုတ်ကြည့်ထားလို့ကဲရော့ယူသွားမလားဆိုရင်တော့အကုန်ထွက်ပြေးကြမှာပဲဘယ်သူမှယူမှာမဟုတ်ဘူးအဲ့တော့သူ့ဘဆိုတာရှိလားလို့သေးသေးချာချာအလေးနဲ့ထားပြီးတော့အမှန်အကန်စဉ်းစားတတ်လို့ရှိရင်မတွေ့နိုင်တာအမှန်ပါပဲအပေါ်ယံလေးပြင်းစင်ထားလို့လှတဲ့ရောင်ရောင်ရှိနေတာအထင်မှားနေတာအတုပကိုသူ့ဘလို့ထင်တာမတင့်တယ်တာကိုတင့်တယ်တယ်လို့ထင်တယ်ဆိုတဲ့အတွေးမှားတာအတိမှားတာအမှတ်မှားတာမှားယွင်းခြင်း၃မျိုးနဲ့မှားနေတာဒါကိုဝိပ္ပန္နတာလို့ခေါ်တယ်အဲ့ဒီဝိပ္ပန္နတာဆိုတဲ့စကားလုံးကိုတစ်ခါတလေဘာသာပြန်တဲ့အခါမှာဟလူပြောတယ် hallucination ဆိုတာအရက်တောက်ပြီးအရက်ကြောင်းနေတဲ့လူတယောက်ဟာမရှိတာတွေလည်းမြင်တာပဲနော်သူ့ဘာသူနေတဲ့လူလည်းလာရန်လှုပ်ချင်လှုပ်နေတာသူ့ထဲမှာမြင်နေတာတော့အရက်ကြောင်တာလို့ပဲအဲ့ဒါကိုလို့သာအောင်မေ့ကိုယ်ကိုလှတယ်ထင်နေရင်တော့အဲ့ဒါအရက်ကြောင်တယ်လို့ကြောင်းနောက်တစ်ခါဝိပန္လာတဆိုတဲ့စကားလုံးကိုပါပါရှင်းလို့လည်းဘာသာပြန်တယ်အမှန်ကမမြင်တော့ဘူးတလွဲမြင်နေတာတကယ်ကမတင့်တယ်တဲ့အရာကြီးကိုတင့်တယ်တယ်လို့မြင်တာဟာစိတ်ဖောက်ပြန်မှုတစ်ခုပဲလို့ဒီလိုဆိုတာပေါ့ဝိပန္လာတဒါပြောတာနော်အဲ့တော့လှပမှုကကင်းနေပေါ့သူ့ဘအဖြစ်ကကင်းနေနောက်တစ်ခုကဘာတော့ဆိုရင်ဒုက္ခတဲ့ချမ်းသာတာရှိလားဆိုဘယ်ရှိပါတော့ချမ်းသာမှုကလည်းကင်းတာပဲချမ်းသာတာနဲ့ဆင်းရဲတာဘယ်အများနေတော့ဆိုဆင်းရဲတာများနေချမ်းသာမှုကအလွန်နည်းတယ်နောက်တစ်ခါအတ္တဘာဝခိုင်မာတဲ့ဒီအနိတ္တရာဘိုင်းကနေငါလို့ပြောเสียရောရှိလားမရှိဘူးဟောနောက်တစ်ခုကဒုဝမြဲခိုင်တဲ့အရာခန္ဓာကိုယ်မှာရှိလားဆိုအယိုးကလည်းမခိုင်ဘူးနော်အသားတွေကလည်းမခိုင်ဘူးဘယ်ဟာမှမခိုင်ဘူးတခါတလေကျတော့စဉ်းစားကြည့်မိတယ်တန်နဲ့လှုပ်ထားတဲ့ကားကြီးတောင်မှပဲတစ်နှစ်လောက်စီးပြီးလို့ရှိရင်ဝါရှော့ထိုးရတာလူခန္ဓာကိုယ်ကကံနဲ့လှုပ်ထားလို့သာတော်တော့တယ်တန်နဲ့လှုပ်ထားတာမဟုတ်တဲ့ခန္ဓာကိုယ်ကြီးကဘယ်နေရာကြည့်လိုက်ဒီအသားတွေအသွေးတွေဆိုတာခိုင်စရာတခုမှမရှိဘူးကံရဲ့အစွမ်းအစလေးနဲ့သာဒါကြီးကယက်တည်နိုင်တာပါလားတကယ်ကြည့်မယ်ဆိုရင်တန်နဲ့လှုပ်ထားတဲ့အရာတောင်ခဏခဏဖောက်ပြန်နေကံလေးနဲ့လှုပ်ထားတဲ့ဒီရုပ်ခန္ဓာကိုယ်ကြီးကဘယ်လိုလုပ်မြဲနိုင်ကြရှိမလဲဒါကြောင့်မို့ဒုဝဆိုတဲ့သဘောကလည်းကင်းနေတယ်ဒီဒါအဓိပ္ပာယ်ကိုပြောတာနော်ဒုဝ
ခိုင်မာတယ်ဆိုတာမရှိဘူးတဲ့မြဲခိုင်မှုမရှိဘူးအဲ့ဒီမြဲခိုင်တဲ့သဘောတင့်တယ်တဲ့သဘောနော်ချမ်းသာတဲ့သဘောကိုပိုင်တဲ့သဘောဆိုတာဒီတခုမှမရှိဘူးကိုထင်တဲ့အတိုင်းအရာတွေတခုမှမရှိလို့ရိတ္တစိတ်သုံးနေတဲ့အရာကြီးပဲလို့ခန္ဓာကိုယ်ထဲမှာအနှစ်ရှာကြည့်ရင်ရှာမတွေ့တယ်လို့ဖေနပိန်တော်ပမသုတ်ကိုကြည့်မယ်ဆိုရင်ရုပ်ကြီးကိုအနှစ်ရှာမယ်ဆိုရင်ရေမြုပ်ဆိုင်ကြီးကိုအနှစ်ရှာတာနဲ့အတူတူပဲရေမြုပ်ဆိုင်ကြီးဟာတောင်ကြီးလိုတစ်တုံးကြီးလိုမြေထဲမှာမျောလာတဲ့အခါအကြီးကြီးပဲသွားကင်ကြည့်လိုက်ရင်ဘာမှမရှိဘူးကျေသွားတာနော်အဲ့ဒါလိုပဲဝေဒနာဆိုတဲ့ခံစားချက်တွေဟာလည်းပဲတစ်စက်မြိတ်အောက်ကရေစီးကြောင်းပေါ်မှာအပေါ်ကကျလိုက်ရင်ပွက်ခနဲ့ဆိုရေပူပေါင်းလေးတွေဖြစ်လာတယ်အဲ့ဒီရေပူပေါင်းလေးရဲ့အချိန်ပိုင်းဆိုတာအင်မတန်မှခဏလေးများတာဖြစ်တယ်နောက်တစ်ချိန်မကြခင်ပွက်ခနဲ့ဆိုပေါက်ထွက်သွားတာအဲ့တော့ခန္ဓာကိုယ်ကြီးရဲ့ခိုင်မာမှုဆိုတာတခုမှမရှိဘူးလို့ဆိုတယ်အဲ့ဒီသဘောတွေစိတ်သုံးနေသည့်ကြောင့်ခန္ဓာကိုယ်ကြီးကိုရိတ္တလို့ဒီလိုရှုပါဟောဝိပဿနာရှုတာရှုပုံရှုနည်းအများကြီးပဲဒါကြောင့်မို့ဓမ္မပဒပါဠိတော်မှာယထာပုဂ္ဂုလကံပတ္တိယထာပတ္တိမရိစိကံဆိုပြီးတော့ဟောထားတဲ့ကာလတစ်ပုဒ်ရှိတယ်ခန္ဓာကိုယ်ကြီးကိုရေပွက်လို့ရှုရမယ်တန်လျက်လို့ရှုရမယ်ဆိုတာဒီသဘောတွေကိုပြောတာနော်ဒီသဘောတွေကိုပြောတာအဲ့ဒါလို့ရှုလို့ရှိရင်ဝိပဿနာဉာဏ်အဆက်မြင့်သွားပြီးတော့နောက်ဆုံးခန္ဓာကိုယ်ကြီးပေါ်မှာတွေ့တာမှုတွေကင်းပြတ်သွားနိုင်တယ်တွေ့တာမှုမရှိတော့ဘူးဆိုရင်ခန္ဓာကိုယ်တိဆောက်တဲ့အကြောင်းတရားတွေဟာမရှိတော့လို့ပိဿနံခန္ဓာနံခန္ဓာ၅ပါးတို့ရဲ့និရောဓနောက်ပိတ်ဆုံးချုပ်ပြတ်သွားခြင်းဆိုတာဟာအရိတ္တံနော်စိတ်သုံးမှုမရှိသာဝရတည်မြဲတဲ့နိဗ္ဗာန်တိနိဗ္ဗာန်ပဲလို့ဟောခန္ဓာကိုယ်ကြီးချုပ်ငြိမ်းသွားတာဟာနိဗ္ဗာန်ပဲခန္ဓာကိုယ်ကြီးကရိတ္တအနှစ်သာရတွေကင်းစိတ်နေတယ်နိဗ္ဗာန်ကြတော့အရိတ္တအနှစ်သာရတွေကင်းစိတ်တာမဟုတ်ဘူးအနှစ်သာရအပြည့်ရှိတယ်လို့သမ္ပတ္တနိယမပတ္တံတော်သမ္ပတ္တနိယမဥက္ကမတိဒီလိုနိဗ္ဗာန်ကိုမြင်လိုက်ပြီဆိုတာနဲ့သမ္ပတ္တနိယမဆိုတဲ့ message ထဲကိုရောက်သွားပါတယ် message ပေါ်လာတယ်လို့ဒီလိုဆိုလိုတာဖြစ်ပါတယ်ပေါ့ဒါက20ခုမြောက်ရှုပုံရှုနည်း21ခုမြောက်ရှုပုံရှုနည်းကိုပြောကြရအောင်ပိစက္ခဏေတုတ်ဆတော်ပတ္တံတော်အနုလောမိကံခန္တိပฏิလေဝတိဟောဒါကြတော့ခန္ဓာ၅ပါးကိုတုတ်ဆလို့ရှုခုနနဲ့အဓိပ္ပာယ်တူတူပဲအပေါ်ယံအဖြစ်အဓိပ္ပာယ်တူတူပဲရိတ္တဆိုတာအနှစ်သာရတွေကင်းမဲ့နေတယ်တုတ်ဆဆိုတာကြတော့အလကားပဲလို့ဒီလိုဆိုလို့တယ်အနှစ်သာရကင်းမဲ့လို့အလကားဟာကြီးလို့ပြောချင်တာပေါ့နော်ဘာမှမရှိတဲ့အလကားဟာကြီးပဲနှစ်သာရမရှိဘူးဆိုအလကားပါအခွန်ကြီးပါအခောက်ကြီးပါအနှစ်မရှိပါဘူးလို့ပြောကြတယ်လို့ပဲအလကားဟာဆိုရင်တုတ်ဆအချင်းကြီးဘာမှအသုံးမကျတဲ့အရာကြီးပဲလို့ဒီလိုမြင်တာဒါကြောင့်မို့လို့ရိတ္တဆိုတာတုတ်ဆဆိုတာဟာရိတ္တတာယေဝအနှစ်သာရကင်းမဲ့နေသောကြောင့်ပင်လင်တုတ်ဆတော်အချင်းကြီးအသုံးမဝင်တဲ့အရာကြီးရဲ့လို့ခန္ဓာ၅ပါးကိုရှုပါတဲ့အဲ့ဒါလို့ရှုလိုက်ပိစက္ခဏေခန္ဓာ၅ပါးတို့ကိုတုတ်ဆတော်အသုံးမဝင်တဲ့အလကားဟာတို့ပတ္တံတော်ဝိပဿနာဉာဏ်ဖြင့်ရှုမြင်တဲ့အခါမှာအနုလောမိကံခန္တိအနုလောမိကခန္တိဉာဏ်ကိုပฏิလေဝတိရလာနိုင်တယ်ဟောနိတ္တရာကင်းမဲ့လို့တုတ်ဆအလကားဖြစ်တယ်နောက်တနည်းအားဖြင့်ပြောမယ်ဆိုရင်အပကတ္တဝါအပကတ္တဆိုအပဆိုတာတခါတခါအနည်းငယ်လို့ပြောတယ်တခါတည်းအဲ့ဒီအပဆိုတဲ့စကားကလက်ကျန်မရှိဘာမှမရှိဘူးဆိုတဲ့အဘာဝအ내ကိုလည်းဟောတယ်တချို့ကိစ္စတွေပါဥပမာအပိစ္ဆောဆိုတာအလိုနီးတယ်လို့တခါတည်းအ내ပြန်ကြတော့လည်းပဲအပိစ္ဆအပ္ပအိစ္ဆာဆိုတာလိုချင်မှုတဏှာကင်းတယ်လို့လည်းဘာသာပြန်လို့ရတယ်အပ္ပတတ္တောအဘာဝထောဆိုတာမရှိဘူးဆိုတဲ့အဓိပ္ပာယ်ကိုဖော်ပြဒီနေရာမှာလည်းမရှိဘူးဆိုတာဘာမှမရှိတဲ့အလကားအရာလို့ဒီလိုဆိုလိုတာပေါ့
အပကံဟိလောကေတုတ်ဆန္တိဩဇတိလောကမှာမရှိတဲ့အရာကိုအလကားပဲလို့ပြောကြတာလို့ပဲဟောခန္ဓာ၅ပါးကြီးဟာတကယ်တော့လေအလကားဟာကြီးပါဘာမှအသုံးမဝင်ပါဘူးလို့ဒီလိုရှုမြင်သုံးသပ်ခြင်းအပြင်လေခန္ဓာ၅ပါးပေါ်မှာတွေ့တာတဲ့တဏှာဟာဖယ်ရှားလို့ရသွားတယ်တဏှာအစိဖယ်ရှားသွားတာနဲ့တပြိုင်နက်ခန္ဓာ၅ပါးပေါ်မှာတွေ့တာမှုတွေပြတ်သွားတော့ခန္ဓာ၅ပါးပေါ်မှာရလို့မှုကင်းပြတ်သွားသည့်အတွက်ကြောင့်အမှန်တိုင်းမြင်လာတာကိုအကြောင်းပြုပြီးရလို့မှုတွေကင်းပြတ်သွားတယ်ကင်းပြတ်သွားသည့်အတွက်ကြောင့်အဝိဇ္ဇာတဏှာဆိုတဲ့ကိလေသာအဖို့ကင်းမဲ့သွားတဲ့ကံတရားတွေဟာခန္ဓာ၅ပါးကိုထုတ်လုပ်နိုင်စွမ်းမရှိတော့ဘူးမျိုးစိတ်လေးတစ်စိတ်ဟာဘယ်လိုပဲစွမ်းရည်တွေရှိရှိမြေနဲ့ရေနဲ့အကူအညီမရဘူးဆိုပင်ပေါက်မှာမဟုတ်တော့ဘူးလေအဲ့တော့ကံတရားကလည်းကိလေသာရဲ့အကူမရဘူးဆိုလို့ရှိရင်ကိလေသာနေရောတွေကမ္မနေရောတော့ကိလေသာငြိမ့်သွားရင်ကံလည်းငြိမ့်တာပဲကိလေသာချုပ်သွားလို့ရှိရင်ကံတွေဟာအလုံးမဖြစ်တော့ဘူးလို့ဒီလိုပြောတာအဲ့ဒါလို့ကိလေသာချုပ်သွားလို့ကံတွေအလုံးမဖြစ်တဲ့အခါကျတော့ခန္ဓာလည်းချုပ်သွားတယ်လို့အဲ့ဒီပိဿနာခန္ဓာနာနေရောတော့ခန္ဓာ၅ပါးချုပ်ငြိမ့်သွားမှုဟာနိဗ္ဗာန်ပဲလို့ဒီလိုဆိုလိုတယ်ပေါ့အဲ့တော့နိဗ္ဗာန်ကြတော့ဘာလို့ပြောအတု္ဆအလကားအသုံးမဝင်တဲ့အရာမဟုတ်ဘူးတန်တိဒုက္ခငြိမ်းချမ်းတဲ့ချမ်းသာဒုက္ခကြီးပဲဆင်းရဲဒုက္ခတွေမရှိတော့တာဟာငြိမ်းချမ်းမှုပဲပေါ့လူရဲ့တဏ္ဍာမှာယောဂကြီးဖြစ်နေတယ်အဲ့ဒီယောဂပျောက်သွားတာဘာမှမရှိဘူးမရှိပေမဲ့ဘာလို့ချမ်းသာနော်ရှိနေရင်ဒုက္ခပေးနေတယ်မရှိရင်ငြိမ်းသွားတယ်ပေါ့အဲ့ဒီလိုငြိမ်းချမ်းတဲ့ဒုက္ခဒုက္ခဆိုလိုတာပေါ့ပိဿနံခန္ဓာနံခန္ဓာ၅ပါးတို့ရဲ့និရောဓချုပ်ငြိမ်းမှုဟာအတု္ဆံအလကားအသုံးမကျတဲ့အရာမဟုတ်တဲ့အလုံးကိုအသုံးဝင်တဲ့နိဗ္ဗာန်တိနိဗ္ဗာန်ရဲ့လို့ပတ္တန်တော်ရှုမြင်တဲ့ယောဂီပုဂ္ဂိုလ်သည်သမ္မတ္တနိယမသမ္မတ္တနိယမလို့ဆိုတဲ့မက်စိတ်ကိုဥက္ကပတိဝင်ရောက်ဖြစ်ပေါ်သွားနိုင်တယ်လို့မြတ်စွာဘုရားဒီလိုဆိုတာပါဝိပဿနာကျင့်တဲ့တစ်ခုနောက်22နံပါတ်ရှုခွက်ကြတော့ဘယ်လိုမှတ်ရမလဲပင်စက္ခဏေတုံညတော်ပတ္တန်တော်အနုလောမိကံခန္တိပฏิလေဝတိကိုယ်တဏ္ဍမှာရှိတဲ့ခန္ဓာ၅ပါးကိုတုံညလို့ရှုရတုံညဆိုတာလေထင်တာတွေတခုမှမရှိတော့တုံညခုနဟာတွေနဲ့အဓိပ္ပာယ်နဲ့တူတယ်နိစ္စတယ်သို့တော့တုံညဆိုတာဒီနေရာမှာဘာကိုရည်စူးတာလဲလို့ဆိုအတ္တဆိုတဲ့အရာမရှိတာကိုရည်စူးပြီးတော့ပြောတာတုံညဆိုတာအိမ်ထဲဝင်ကြည့်လို့လူတယောက်မှမရှိရင်ဒါတုံညကာရပဲဘယ်သူမှမရှိဘူးအထဲထဲမှာဘယ်သူမှမရှိဘူးတစ်တာလေးဖွင့်ကြည့်လိုက်တစ်တာထဲမှာဘာမှမရှိဘူးဆိုရင်တုံညပဲဘာမှမရှိတဲ့ဟာအဲ့တော့ဒီမှာလည်းပဲခန္ဓာ၅ပါးကြီးတွေကြည့်လိုက်ဘာရှိလဲအတ္တဆိုတဲ့အာကိုလောက်တဲ့အရာတွေရှိလားလို့တုံညလို့ပြောတာနော်တုံညရဲ့အဓိပ္ပာယ်က emptiness ဘာမှမရှိဘူးလို့ဆိုလို့ခန္ဓာပဲရှိတယ်ခန္ဓာထဲမှာကိုယ်ထင်ထားတာတခုမှမရှိဘူးလို့ဒီလိုပြောလို့တာပေါ့ခန္ဓာ၅ပါးကြီးကိုတုံညလို့ရှုမြင်ရမယ်တဲ့ဘာဖြစ်လို့တုံညလို့ရှုမြင်ရတော့ဆိုတာမီနိဝတိကာရကဝေဒကဒိဋ္ဌာယကဝိရဟိတတာယတုံညတော်လို့ဆိုတဲ့အတိုင်းခန္ဓာကိုယ်ကြီးမှာပိုင်ရှင်ရှိသလားလို့မေးကြည့်လိုက်မရှိဘူးဆရာအကြောင်းတွေကြောင့်ဖြစ်ပေါ်နေတာသာဖြစ်တယ်ဖြစ်ပြီးလည်းပဲပြတ်သွားတာပဲနော်အုပ်စိုးနေတဲ့ဒီမှားယွင်းတဲ့အယူဆရှိတဲ့ပုဂ္ဂိုလ်တွေထင်တယ်လို့ခန္ဓာကိုယ်ထဲမှာနော်တာမီဆိုတဲ့အုပ်ချုပ်နေတဲ့ပိုင်ရှင်ရှိတယ်နိဝတိခန္ဓာကိုယ်ထဲမှာအမြဲနေထိုင်တဲ့တရားရှိတယ်ဗမာတွေလို့ဆိုလို့ရှိရင်ဘာတော့ဆိုဝိညာဉ်ကောင်ပေါ့လိပ်ပြာကောင်ဗမာတွေရဲ့အစွဲရနော်လိပ်ပြာတို့ဝိညာဉ်တို့ခဏတောင်မှပဲလူတွေကလိပ်ပြာခွဲနေကြတော့လားမသိဘူးနော်ဘယ်ကလိပ်ပြာမှန်းလည်းမသိဘူးအဲ့ဒီလိုလိပ်ပြာအစွဲလန်းလိပ်ပြာဆိုတာဒီဝိညာဉ်ကောင်ဆိုတဲ့အယူအဆတစ်ခုနိုင်ငံခြားတိုင်းပြည်တွေမှာလည်းပဲဒီတိုင်းပဲ spirit လို့ခေါ်တဲ့အရာတစ်ခုအဲ့ဒီမှာဒီအယူဆွဲ
အမှန်တမ်းကြီးမားတယ်တင်းကြိုင်းနေလောက်ပြီးတော့တင်းကြိုင်းနေမှာသွားပြီးတော့ပူဇော်ပသနေကြတာဘာရည်ရွယ်ချက်နဲ့လဲဂျပန်နိုင်ငံရောက်တော့ကဒီကိုယာဆန်ဆိုတဲ့မြို့ရှိအဲ့ဒီကိုယာဆန်ဆိုတဲ့မြို့ကတောင်ပေါ်မြို့မှာဘုန်းကြီးကျောင်းတွေအများကြီးရှိတယ်အဲ့ဒီဘုန်းကြီးကျောင်းတွေရဲ့အနီးနားမှာအကြီးမားဆုံးဥယျာဉ်ကြီးကဘာကြီးတုံးဆိုသုတ်တန်ကြီးပဲဗမာပြည်မှာကျသွားတဲ့ဂျပန်စစ်သားတွေကိုအထိတ်မှတ်အယိုးကောက်ယူပြီးတော့တည်ထားတာဗမာစေတီပုံနဲ့တည်ထားပြီးသူတို့ရဲ့သင်္ချိုင်းအမှတ်တရရှိတယ်အဲ့ဒီမှာနော်ဂျပန်သွားလို့ရှိရင်နီဆန်ကုမ္ပဏီရဲ့သုတ်တန်ရှိတယ်တခြားတိုယိုတာတွေလည်းရှိတယ်အကုန်လုံးဂျပန်ကကုမ္ပဏီတွေကအကုန်လုံးပဲသုတ်တန်ထဲမှာသူတို့ကုမ္ပဏီထောင်တဲ့လူတည်သွားတဲ့လူတွေအတွက်သီးသန့်သုတ်တန်တွေရှိတယ်သုတ်တန်နဲ့လှည့်ကြည့်လို့ကတော့ကုန်မှာမဟုတ်ဘူးအကြီးကြီးအကျယ်ကြီးပဲအဲ့ထင်တယ်အဲ့ဒီမှာဂျပန်ဘုန်းကြီးတစ်ပါးနဲ့စကားဆက်မိပြီးတော့ပြောတယ်အခါလျော်စွာနေတုရတုတွေပေါ့လေသေဆုံးသွားတဲ့နေပဲဖြစ်စေတစ်နှစ်တစ်ခါပဲဖြစ်စေသေသွားတဲ့ပုဂ္ဂိုလ်တွေကိုရည်စူးပြီးတော့အမွှေးတိုင်နေနန္နာတွေပန်းနေနဲ့အဲ့သုတ်တန်တွေမှာဆူတောင်းကြတယ်ဆူတောင်းတော့ဘုန်းကြီးတွေကအဲ့သွားပြီးတော့ချန်တင်းလောက်တယ်ပေါ့လေချန်တင်းလောက်တယ်ဆိုတာသူတို့ဆူတောင်းစာတွေရွတ်တာထမဟဲ့ဆူတောင်းစာတွေရွတ်တယ်ဂျပန်လိုရွတ်တယ်ဘုံတော်လေးခောက်ပြီးတော့ဆူတောင်းစာတွေရွတ်အဲ့တော့ဂျပန်ဘုန်းကြီးကိုမေးကြည့်တည်သွားတဲ့လူတွေကိုဘာဖြစ်လို့ဒီလိုသွားပြီးတော့ဘုံတော်လေးခောက်ပြီးတော့ရွတ်ထားတော့လို့ဆိုဘာရည်ရွယ်ချက်နဲ့ရွတ်ထားတော့တည်သွားတဲ့လူတွေရဲ့ spirit လို့ခေါ်တယ်ဝိညာဉ်လေးတွေဟာလမ်းဖြောင်းသွားအောင်လို့တဲ့သူတို့ဝိညာဉ်လေးတွေဟာနောင်ဘဝသွားဖို့အတွက်သူတို့လမ်းဖြောင်းပါလေဆိုပြီးတော့ဆူတောင်းပေးတာတဲ့ဝိညာဉ်လေးတွေအဲ့ဒီမှာရှိနေတဲ့သဘောသူတို့နေစရာလေးတွေလုပ်ပေးထားတယ်တော်တော်ဆန်းတယ်မြောက်ချစ်တဲ့လူအတွက်လားမသိမြောက်ရုပ်လေးတွေလည်းပါတယ်လိတ်ချစ်တဲ့လူအတွက်လက်ရုပ်ကလေးတွေလည်းပါတယ်နော်ကလေးကြတော့ကလေးကစားစရာအယုတ်ကလေးတွေပါထည့်ပေးထားတယ်အဲ့ဒီတော့ဟုတ်ပြီလို့ဒီလိုရွတ်ဖတ်တရစေပေးလို့ဒီ spirit ဆိုတဲ့ဝိညာဉ်တွေဟာလမ်းဖြောင်းသွားတာရောဘယ်နှခုရှိလဲဘယ်နှဦးတွေ့ဘူးလဲလို့ဆိုအဲ့လိုတော့မသိဘူးတဲ့ဒီလိုပဲထုံးစံတိုင်းရွတ်တာဂျပန်ဘုန်းကြီးကတော့ပတ်စံရတာပေါ့လူတွေကလည်းပဲစိတ်ထဲမှာအလွမ်းပြေတာပေါ့ဒါပဲရှိမှာပဲเนาะအလွမ်းပြေဖို့နဲ့ဒီအလုံးနဲ့သေသွားတဲ့ပုဂ္ဂိုလ်ပေါ်မှာအာသာဖြေပြောက်ကြတဲ့သဘောပဲရှိတယ်ဒီအိဗယ်ကိုဆိုလိုတယ်ပေါ့နော်အဲ့ဒီမှာလောကလူတွေဟာအယူဆွဲဘလောက်ပြင်းထန်လဲဆိုခန္ဓာကိုယ်ထဲမှာအဲ့ဒါလို့ပိုင်ရှင်ရှိတယ်သာဝရဒီနေထိုင်တဲ့ spirit ဆိုတဲ့ဝိညာဉ်ကောင်ရှိတယ်ကာရကအကောင်းဆုံးကံတရားတွေကိုပြုလုပ်သူရှိတယ်ဝေရကကံတရားတွေကိုခံစားတဲ့ကံရဲ့အကျိုးကိုခံစားတဲ့ဝိညာဉ်ကောင်ရှိတယ်ဒိဋ္ဌာယကစီမံခန့်ခွဲတယ်ဘာလုပ်မယ်ညာလုပ်မယ်ဘယ်သွားမယ်ဘာပြောလိုက်ဘယ်လိုပြောလိုက်ဆိုတဲ့စီမံခန့်ခွဲပေးနေတဲ့ဝိညာဉ်ကောင်ရှိတယ်လို့ဒီလိုယူဆတာတကယ်တော့အဲ့ဒီလိုပိုင်ရှင်ဆိုတာလဲပိုင်ရှင်ဖြစ်တဲ့ဝိညာဉ်ကောင်ဆိုတာလည်းမရှိဘူးခန္ဓာကိုယ်ထဲမှာအမြဲနေထိုင်တယ်ဆိုတဲ့ဝိညာဉ်ကောင်လည်းမရှိဘူးခန္ဓာကိုယ်ကြီးထဲမှာအကောင်းဆုံးအလုပ်တွေကိုလုပ်နေတယ်ဆိုတဲ့ဝိညာဉ်ကောင်လည်းမရှိဘူးခံစားတယ်ဆိုတဲ့ဝိညာဉ်ကောင်လည်းမရှိဘူးနော်အဋိဋ္ဌာယကစီမံခန့်ခွဲပေးနေတယ်ဆိုတဲ့ဝိညာဉ်ကောင်လည်းမရှိဘူးအဲ့ဒီလူတွေထင်တဲ့spirit ဆိုတဲ့ဝိညာဉ်ကောင်တွေထဲမှာမရှိတာကြောင့်မို့လို့တုံကြလို့ဒီလိုပြောတာเนาะဘာမှမရှိဘူးလူတွေကပြောကြတယ်အသက်ထွက်တယ်အသက်ထွက်တယ်ဘယ်ဟာထွက်ကျွတ်အသက်ထွက်တယ်ကြည်တယ်ပါးစပ်ကထွက်သွားတာလားနားထဲကထွက်သွားတာလားနှာခေါင်းထဲကထွက်သွားအဲ့ဒါဆိုလို့ရှိရင်ပါးစပ်လည်းပိတ်နှာခေါင်းလည်းပိတ်เนาะအပေါက်ဟုသမျှပိတ်ထားရင်အသက်ကဘယ်ထွက်တော့မှာတော့မထွက်အောင်လုပ်တာမှာပေါ့အခုတော့အသက်ဆိုတာထွက်သွားတာမှမဟုတ်တာအေးမြတ်စွာဘုရားဟောထားတဲ့အသက်ဆိုတာနှစ်ခုရှိတယ်
အတူတကွဖြစ်မဲ့ရုပ်တွေကိုစောင့်ရှောက်နေတဲ့ရုပ်ဇီဝိတ္တိန္ဒြေဆိုတာကရုပ်ရဲ့အသက်ဒါကဒီရုပ်ရဲ့အသက်ဟာသူ့နေရာမှာပဲသူချုပ်သွားတယ်သူချုပ်သွားရင်ဘာဖြစ်တော့ဒီရုပ်ကြီးကငကောမပုတ်မသို့ဆက်လက်ပြီးတော့ရှင်သန်နေအောင်ထိမ့်သိမ်းဆောက်ရှောက်ပေးတာသူထွက်သွားရင်တော့3ရက်ကကြော်ရင်ပုတ်ပွာလာမှာပဲသူထွက်သွားပြီမရှိတော့သူချုပ်သွားရင်မရှိတော့နံဇီဝိတ္တိန္ဒြေဆိုတဲ့အသက်ကလည်းပဲနံတရားတွေဆက်လက်ပြီးတော့အာယုန်နဲ့တွေ့တိုင်းဆက်ပေါ်နေအောင်သူကစောင့်ရှောက်ပေးတာဒါ protect လုပ်တယ်လို့ခေါ်တယ်ကာဝယ်စောင့်ရှောက်ပေးတာအနုပါလနလက္ခဏာစောင့်ရှောက်ပေးတာတဲ့သူတို့မစောင့်ရှောက်တော့ဘူးဆိုရင်ဒီစိတ်ဟာလည်းဆက်လက်ဖြစ်တန်ခွင့်ဖြစ်ခွင့်မရှိတော့ဘူးလို့မဖြစ်နိုင်တော့ဘူးလို့ဒီလိုဆိုတာအဲ့တော့အသက်ဆိုတာထွက်သွားတာမဟုတ်ဘူးဒီနေရာမှာပဲအကြောင်းတွေကုန်လို့ပြတ်တောက်ပျက်စီးသွားတာမျှတာဖြစ်တယ်ခန္ဓာကိုယ်ထဲမှာဒီတဘာဝတွေဝိညာဉ်ကောင်တွေအုပ်စိုးနေတဲ့အရာတွေတခုမှမရှိဘူးဒါကြောင့်မို့လို့တုံညလို့ဒီလိုမြင်ရတာပေါ့ဒီလိုဆိုလိုတာအဲ့ဒါလို့မြင်လိုက်လို့ရှိရင်ခန္ဓာကိုယ်ကြီးပေါ်မှာအာကိုတဲ့တွေ့တာတဲ့စိတ်တွေမရှိတော့ဘူးမရှိသည့်အတွက်ကြောင့်ခန္ဓာကိုယ်ကြီးပေါ်မှာညှင်းငွေတယ်ကြောက်ရွံ့လာတယ်နောက်ဆုံးမှာဝိပဿနာဉာဏ်အမြင့်ဆုံးရောက်လာပြီးတော့နိဗ္ဗာန်ကိုအာယုံပြုနိုင်လာတဲ့ဝိပဿနာကိုကျော်ပြီးတော့နိဗ္ဗာန်ကိုအာယုံပြုလာနိုင်တဲ့အနေထားရောက်လာပြီဆိုရင်ပင်စဏံခန္ဓာနံခန္ဓာ၅ပါးတို့ရဲ့နိရောဓချုပ်ငြိမ်းမှုဆိုတာပရမတုံညလုံးဝအပြည့်အအကောင်းဆုံးနော်တုံညဖြစ်တဲ့နိဗ္ဗာန်ဆိုတာသင်္ခါရတရားတွေကလုံးဝမရှိတော့သင်္ခါရတရားတွေလုံးဝမရှိတော့ခန္ဓာ၅ပါးကျတော့တာမီနိဝတ္တဆိုတဲ့ဝိညာဉ်ကောင်တွေအတ္တတွေမရှိလို့တုံညနိဗ္ဗာန်ကျတော့ပရမတ်တုံညသင်္ခါရတွေရဲ့အရေးနမိတ်လုံးဝမရှိလို့အမြတ်ဆုံးအကောင်းဆုံးဖြစ်တဲ့တုံညဖြစ်တဲ့နိဗ္ဗာန်တိနိဗ္ဗာန်ပါပဲဟူ၍ပတ္တန်တော်ရှုမြင်တဲ့ယောဂီပုဂ္ဂိုလ်သည်သမ္မတ္တနိယမသမ္မတ္တနိယမလို့ဆိုတဲ့မေတ္တရားသို့ဩကမတိတက်ရောက်သွားနိုင်လာတယ်လို့ဒီလိုဆိုတာပေါ့နော်ဒီလိုဆိုတယ်နောက်တစ်ခါ23ခုမြောက်ကြတော့ဘယ်လိုရှုတာပင်စက္ခန္နေအနတ္တတော်ပတ္တန်တော်အနုလောမိကံခန္တိပฏิလေဝတိပင်စက္ခန္နေခန္ဓာ၅ပါးတို့ကိုအနတ္တတော်အတ္တမဟုတ်သောအဖြစ်ပတ္တန်တော်ရှုမြင်တဲ့ယောဂီပုဂ္ဂိုလ်ဟာအနုလောမိကံခန္တိအနုလောမိကခန္တိဉာဏ်ကိုပฏิလေဝတိရရှိနိုင်ပါတယ်ဆိုခန္ဓာ၅ပါးကိုအနတ္တလို့ရှုခန္ဓာ၅ပါးကိုအနတ္တလို့ရှုအတ္တဆိုတာမဟုတ်ဘူးနော်ခုနသာမီနိဝေတိနိဝါတိကာရကဝေရကဆိုတဲ့အတ္တသဘောတွေမရှိဘူးဒါကြောင့်မို့လို့အတ္တမဟုတ်ဘူးလို့ဒီလိုရှုမြင်တာခန္ဓာ၅ပါးကိုအနတ္တလို့ရှုရမယ်တဲ့ဘာဖြစ်လို့အနတ္တလို့ရှုရမလဲဆိုရင်ခန္ဓာ၅ပါးဟာသူ့ထဲမှာသာဝိညာဉ်ကောင်မရှိတာမဟုတ်ဘူးသူကိုယ်တိုင်ကလည်းပိုင်ရှင်မဟုတ်ဘူးလို့ဒီလိုဆိုလိုတယ်နော်အနုဆိုရင်ခန္ဓာ၅ပါးထဲမှာအတ္တမရှိဘူးလို့ပြောလို့ရှိရင်ခန္ဓာ၅ပါးကိုအတ္တလို့ပြောရရောက်နေတာလေခန္ဓာထဲမှာမရှိဘူးဆိုလို့ရှိရင်ခန္ဓာထဲမှာမရှိပေမဲ့ခန္ဓာကိုယ်တိုင်ကအတ္တပါလို့ဒီလိုယူဆွဲလာနိုင်တယ်ပေါ့ဒါကြောင့်မို့တယင်္စအတ္တမိကာတိတာယအနတ္တတော်သူကိုယ်တိုင်ကလည်းတာမီမဟုတ်ဘူးနိဝါတိမဟုတ်ဘူးနေထိုင်တဲ့ဟာအရာမဟုတ်ဘူးကာရကလောက်တတ်သူမဟုတ်ဘူးဝေရကခံစားတတ်သူမဟုတ်ဘူးအဋိဋ္ဌာယကစီမံတတ်သူမဟုတ်ဘူးဒါကြောင့်မို့လို့အနတ္တလို့ဟောခန္ဓာ၅ပါးနဲ့ပတ်သက်ပြီးတော့အနတ္တဒါကဒီမှာဖော်ပြထားတဲ့ရှုွက်အနတ္တလက္ခဏာသုံးမှာကြတော့အနတ္တလို့ရှုတာဘယ်ရှုတော့ကရှုရမှာတော့ဆိုဒုက္ခရှုတော့ကနေအနတ္တလို့ရှုတာနော်ဒုက္ခရှုတော့ကနေပြီးတော့အဝတ္တဝတ္တနာရှုတော့ကနေပြီးတော့အနတ္တရှုတာရူပံဘိက္ခဝေနအနတ္တရုပ်ဟာအနတ္တနော်ရူပိစာဟိတံဘိက္ခဝေအတ္တအဝိတ္တရုပ်ဟာအတ္တဖြစ်မဲ့ဆိုရင်နာဟိတံရူပံအာဘာရာယတံဝတ္တအတ္တဆိုရင်သူဘယ်နာမလဲဘယ်သူနှိမ့်ဆက်မလဲတဲ့ဟ
သူကိုယ်သူနာအောင်ပဲလုပ်မလဲသူကိုယ်သူဘယ်လိုထိခိုက်အောင်လုပ်မလဲလဗ္ဗေထာသရူပေဒါအာဘာရယတံဝတ္တရားဆိုတာဒုက္ခရှုထောင့်ကနေပြောတာနားနေတယ်လေဒုက္ခခန္ဓာကိုယ်ကြအဲ့တော့အတ္တဖြစ်မယ်ဆိုလို့ရှိရင်ဘယ်နာမလဲတဲ့လဗ္ဗေထာသရူပေဧဝမေရူပံဟောတုဧဝမေရူပံမဟောတိတိအကယ်၍ကိုယ်အလိုတိုင်းဖြစ်တဲ့အတ္တမျိုးဆိုရင်တဲ့ကိုယ်ရုပ်ကိုပြင်လို့ရမှာပေါ့တဲ့ကိုယ်စိတ်တိုင်းကြလေးဖန်ဆင်းလို့ရမှာပေါ့ဒီလိုဆိုလိုတာပေါ့နော်အဲ့ဒါကအနတ္တလက္ခဏာသုံးမှာကသူကဒုက္ခရှုထောင့်ကနေပြီးတော့မြတ်စွာဘုရားဟောတယ်အဝတ္တဝတ္တနာရှုထောင့်ကနေဟောတယ်လို့အခုဒီမှာအဓိပ္ပာယ်ဖွင့်တာတော့သူကိုယ်တိုင်ကသာမီမဟုတ်ဘူးခန္ဓာ၅ပါးကသူကိုယ်တိုင်သာမီလည်းမဟုတ်ဘူးနိဝါတိလည်းမဟုတ်ဘူးကာရကဝေရကလှုပ်တတ်သူခံစားတတ်သူလည်းမဟုတ်ဘူးအဋ္ဌာယကစီမံတတ်သူလည်းမဟုတ်ဘူးဒါကြောင့်မို့လို့အနတ္တလို့ဒီလိုရှုခိုင်းတာအဲ့လိုရှုလိုက်တဲ့ဖြင့်ခန္ဓာ၅ပါးအပေါ်မှာညီးငွေပြီးနောက်ဆုံးတွေ့တာမှုတွေပြတ်သွားရပ်သွားတဲ့အခါကျတော့ခန္ဓာ၅ပါးလည်းချုပ်ငြိမ်းသွားတယ်ပိဿနံခန္ဓာနာနိရောဓပရမတ္ထံနိဗ္ဗာနန္တိပတ္တံတော်သမ္မတ္တနိယမဥက္ကမတိပိဿနံခန္ဓာနာခန္ဓာ၅ပါးတို့ရဲ့နိရောဓချုပ်ငြိမ်းမှုဟာပရမတ္ထံအလုံးကိုမြင့်မြတ်တဲ့အနှစ်အချုပ်ဖြစ်တဲ့နိဗ္ဗာနန္တိနိဗ္ဗာန်ပဲဟူ၍သမ္မတ္တနိယမသမ္မတ္တနိယမလို့ဆိုတဲ့မေတ္တရားတို့ဥက္ကမတိသက်ဝင်ရောက်ရှိသွားနိုင်တယ်ဒီနေရာမှာတတိထားဖို့လိုအပ်တယ်စာပေကျမ်းဂန်နဲ့မကိုက်ဖဲနဲ့ရေးသားတဲ့စာအုပ်တွေကိုတတိထားဖို့သင်္ခတနဲ့အသင်္ခတကိုလိုင်းဆွဲပြီးတော့သင်္ခတကရုပ်ဝေဒနာတင်ညာသင်္ခါရသင်္ခါရတရားတွေပိုင်းကသင်္ခတအသင်္ခတကနိဗ္ဗာန်ဘယ်လိုလိုင်းဆွဲကြသလဲလို့ဆိုရင်သင်္ခတဆိုတဲ့ဘက်မှာကြည့်ရင်သင်္ခတတရားသည်အနိစ္စဒုက္ခအနတ္တဟုတ်ပြီအဲ့ဒါမှန်တယ်သင်္ခတကိုအနိစ္စဒုက္ခအနတ္တလို့ပြောတာမှန်တယ်သင်္ခတရဲ့လက္ခဏာဒါဖြင့်အသင်္ခတကြတော့ဘယ်လိုလုပ်တော့ဆိုနေစ္စဒုက္ခအတ္တဆိုပြီးတော့လိုင်းဆွဲတယ်အဲ့ဒီအတ္တလို့ခေါ်ပြတာလုံးဝမှားတယ်ပေါ့နေစ္စတို့ဒုက္ခလို့တော့ခေါ်ပြလို့ရတယ်ကြည့်ဒီမှာကြည့်အနတ္တကိုပြောတဲ့အခါမှာနိဗ္ဗာန်ကိုအတ္တလို့ဒီမှာမဟောဘူးမြတ်စွာဘုရားအတ္တလို့မပြောဘဲနဲ့ဘယ်လိုပြောတော့ဆိုပရမတ္ထံနိဗ္ဗာနန္တိပတ္တံတော်ဒီလိုပြောတာဒါကစာနဲ့ပေနဲ့မှတ်သားဖို့ပေါ့စာလွတ်ပေလွတ်ပြောတာတွေရှိနေလို့တတိထားတတ်ဖို့ပြောတာနော်မကန်ပြောလို့ရှိရင်သူကလောချစ်နည်းနဲ့လိုင်းဆွဲလိုက်တဲ့အခါမှာသင်္ခတကအနိစ္စဒုက္ခအနတ္တဆိုရင်အသင်္ခတကြတော့နေစ္စဒုက္ခအတ္တဆိုပြီးသွားဆွဲလို့ရှိရင်မှားတယ်ဘာကြောင့်မှားလဲနေစ္စတို့ဒုက္ခတို့ဆိုတာတခြားအရာတွေနဲ့လည်းပတ်သက်တယ်အတ္တဆိုတဲ့စကားလုံးကတော့မိစ္ဆာအယူဝါဒစကားလုံးတက်တက်မြတာဖြစ်တယ်ပေါ့မိစ္ဆာတို့ဒုက္ခတို့ဆိုတာကမိစ္ဆာဝါဒစကားလုံးမဟုတ်ဘူးနော်မိစ္ဆာဝါဒီတွေသုံးတဲ့စကားလုံးမဟုတ်ဘူးပြောမယ်ဆိုရင်ခုခေတ်အကောင်းနဲ့ပြောမယ်ဆိုရင် philosophical term မဟုတ်ဘူးလို့ပြောတာအတ္တတို့အတ္တဆိုတာက philosophical term အယူအဆတစ်ခုနဲ့ပတ်သက်တဲ့စကားလုံးတစ်ခုအဲ့ဒါကြောင့်မလို့နိဗ္ဗာန်ကိုအတ္တလို့သွားပြောလို့ရှိရင်သူတို့ယူဆတဲ့အတ္တကြီးဟာနိဗ္ဗာန်ထဲမှာရောက်သွားနိုင်တယ်ပေါ့မှားမှားယွင်းမှတ်သားသွားနိုင်တယ်ပေါ့အဲ့တော့စာပေကျမ်းဂန်တွေမှာလည်းဒီလိုလွယ်လွယ်မှားမှားတွေပြောနေကြတာတွေရေးနေကြတာတွေရှိတယ်ဆိုတာတတိထားဖို့အခုကြည့်အနတ္တနဲ့ဘာနဲ့တွဲတော့ပရမတ္ထအဲ့တော့နိဗ္ဗာန်ကိုပြောရမယ်ဆိုရင်နိဗ္ဗာန်သည်နေစ္စဒုက္ခပရမတ္ထဒီလိုပဲပြောလို့ရတယ်ဒီလိုဆိုလို့ပဲပေါ့နော်အတ္တလို့ပြောရင်မှားတယ်ဘာဖြစ်လို့မှားလဲလို့ဆိုရင်အတ္တဆိုတဲ့စကားလုံးသည်မိစ္ဆာအယူဝါဒတွေသုံးတဲ့စကားလုံးသာဖြစ်တယ်တကယ်ရှိတဲ့အရာမဟုတ်ဘူးဒါကြောင့်မလို့ပရိဝါဒပါဠိတော်မှာအထင်ရှားဆိုထားတာနော်အနိစ္စသဗ္ဗေသင်္ခါရဒုက္ခနတ္တာစကေဝလာ
နိဗ္ဗာန်နှင်းစေဝပညတ်တိအနတ္တဣတိနေဆရာလို့ဟောနိဗ္ဗာန်နဲ့ပညတ်ကိုအတ္တလို့မပြောဘူးအနတ္တလို့ထည့်ပြောထားတာအနုမို့ဆိုလို့ရှိရင်ခန္ဓာ၅ပါးသာအနတ္တနော်နိဗ္ဗာန်တို့ပညတ်တို့ကအတ္တလို့ဆိုပြီးတော့ဒီပေါ်မှာလာပြီးပြီးကိုယက်တည်နေမှာဆိုလို့မဟုတ်ဘူးအတ္တဆိုတာလုံးဝမရှိဘူးဖြစ်တယ်လို့ဒီလိုဆိုလိုတာပေါ့နောက်တစ်ခုရှုွက်ကဘာတော့ဆိုပင်ဆက်ခံနေအာဓိနဝတော်ခန္ဓာ၅ပါးကိုအဖြစ်ဒေါသဒီလိုအနေထားမျိုးရှိရမယ်ခန္ဓာ၅ပါးဟာတကယ်ကိုဒုက္ခကြီးပဲအပြစ်တွေများတဲ့အရာကြီးပဲဆိုတာကိုရှုရဒါဖြင့်ခန္ဓာ၅ပါးဟာဆင်းရဲဒုက္ခတွေကိုဖြစ်စေတယ်ဖြစ်စေလို့အာဓိနဝအပြစ်ဒေါသဆိုတာဆင်းရဲဒုက္ခတွေကိုပေးတာနော်ဒုက္ခကိုဖြစ်စေတယ်လို့အာဓိနဝအဲ့ဒီမှာဘာဖြစ်လို့အာဓိနဝအပြစ်လို့တနည်းအားဖြင့်အန္တရာယ်လို့ဘာလို့ပြောရလဲဆိုရင်ပဝတ္တိဒုက္ခတာယခန္ဓာ၅ပါးဟာဖြစ်လာလို့ရှိရင်တော့ဒုက္ခပဲပဝတ္တိဆိုတာကံတရားတွေကဖန်ဆင်းလို့ကိလေသာတွေကြောင့်ကံနဲ့ကိလေသာပေါင်းစပ်ပြီးထုတ်လုပ်လိုက်လို့ခန္ဓာ၅ပါးဖြစ်လာတာပဝတ္တိအဲ့ဒီဖြစ်လာတဲ့ခန္ဓာ၅ပါးသည်ဒုက္ခတက်တက်ညတာဖြစ်တယ်ဆင်းရဲတာတွေမှန်သမျှဟောဒီခန္ဓာပေါ်မှာစုပြုံပြီးတော့ရောက်တယ်ဒါကြောင့်မို့လို့အာဓိနဝဒုက္ခကိုဖြစ်စေတတ်တဲ့အရာကြီးပဲလို့ဒီလိုဆိုတာဟောနောက်တစ်ခုကျတော့ဒုက္ခသသအာဓိနဝတာယဒုက္ခကိုပဲအာဓိနဝလို့ခေါ်တာအပြစ်နောက်တနည်းကျတော့ဘာပြောတော့ဆိုအာဓိနံဝါတိခိစ္စတိပိုးတတိတိအာဓိနဝဆိုပြီးတော့လောကမှာစားရမဲ့တောက်ရမဲ့အထီးကျန်လူဆင်းရဲအဗ္ဗဓမ္မဆင်းရဲတယ်ဒီပါဆွေမျိုးသားသမီးမရှိလမ်းပေါ်မှာနေရအေးရဆွေမျိုးသားချင်းမရှိကုမဲလူမရှိတဲ့ကပနအထီးကျန်လူသားမျိုးကိုအာဓိနဝလို့ခေါ်တယ်အဲ့ဒီခန္ဓာကိုယ်ဟာလည်းပဲပြောမယ်ဆိုလို့ရှိရင်အဲ့ဒီလိုကဲတင်မဲ့ပုဂ္ဂိုလ်အားကိုးရမဲ့ပုဂ္ဂိုလ်မရှိတဲ့အရာနဲ့အလားတန်တူတယ်အဲ့ဒီပုဂ္ဂိုလ်နဲ့အလားတန်တူဟုတ်တယ်လေကို့မှာအမေရှိလားအဖေရှိလားရှိတယ်လူတွေမှာအမေအဖေရှိတော့အမေဖေရှိတော့ရောကိုယ်ခန္ဓာကိုယ်ကြီးတစ်ခုဖြစ်လာလို့ရှင်မအိုရအောင်မနာရအောင်မသေးရအောင်စောင့်ရှောက်မဲ့လူရှိရလားဆိုမရှိဘယ်သူမှမတတ်နိုင်ဘယ်သူမှမတတ်နိုင်လို့တကယ်ကိုအထီးကျန်လူဆင်းရဲတယောက်ပဲလို့ဒီလိုရှုမြင်တာကိုအာရိနဝတော်လို့ဒီလိုဆိုတာဒါကြောင့်မလို့ဒီရှုွက်အနေနဲ့ခန္ဓာ၅ပါးကိုအာရိနဝလို့ဒီလိုရှုရမယ်အပြစ်အနာစာဆင်းရဲဒုက္ခတွေကိုဖြစ်ပေါ်စေတတ်တဲ့အရာကြီးပဲလို့ဒီလိုရှုခြင်းအပြင်ခန္ဓာ၅ပါးပေါ်မှာတွေ့တာမှုတွေကင်းပြတ်သွားနိုင်တယ်တွေ့တာမှုကင်းပြတ်သွားတာနဲ့တပြိုင်နက်ကံတရားတွေကိလေသာတွေမဖြစ်တော့ကံတရားတွေဟာအလုံးမလုံးနိုင်တော့ဘူးအလုံးမလုံးနိုင်တော့ခန္ဓာ၅ပါးဟာချုပ်ငြိမ်းသွားတယ်အဲ့တော့ခန္ဓာ၅ပါးချုပ်ငြိမ်းသွားတာကိုပဲဒီဝိပဿနာဉာဏ်နဲ့ရှုမြင်လာတယ်ခန္ဓာ၅ပါးချုပ်ငြိမ်းသွားပြီဆိုတဲ့အခါဝိပဿနာဉာဏ်အဆင့်လွန်မြောက်ပြီးတော့ပိဿနံခန္ဓာနံនិရောဓခန္ဓာ၅ပါးတို့ရဲ့ချုပ်ငြိမ်းမှုဟာအနာဓိနဝံလုံးဝအပြစ်ကင်းစင်ဆင်းရဲဒုက္ခကင်းစင်တဲ့နိဗ္ဗာန်တိနိဗ္ဗာန်ပဲလို့ပတ္တန်တော်ရှုမြင်တဲ့ယောဂီပုဂ္ဂိုလ်ဟာသမ္မတ္တနိယမံသမ္မတ္တနိယမလို့ဆိုတဲ့မေတ္တရားသို့ဥက္ကမတိရောက်ရှိသွားနိုင်ပါတယ်လို့ဟောရလို့ရှုခွက်တွေဝိပဿနာနဲ့ပတ်သက်ပြီးတော့24ခုမြောက်မှာအာဒီနဝလို့ရှုပါလို့ဒီလိုပေးတာအဲ့တော့နိဗ္ဗာန်ဒီအနာဒီနဝဆင်းရဲဒုက္ခကင်းပြီးအပြစ်ကင်းတဲ့အန္တရာယ်ကင်းတဲ့နေရာတစ်ခုလို့ဝိပဿနာကိုကျော်လွန်ပြီးတော့မက်ဆေ့ပေါ်လာတဲ့အခါမှာနိဗ္ဗာန်ရဲ့အပြစ်ကင်းမှုကိုတွေ့ရှိလာနိုင်တယ်အေးဒါကြောင့်တရားချစ်ခင်သူတော်စင်ပြိဿအပေါင်းတို့ဗုဒ္ဓသာသနာတော်နဲ့ကြုံတွေ့နေတဲ့အချိန်မှာကိုယ်တဏ္ဍာမှာရှိနေတဲ့ခန္ဓာ၅ပါးဘယ်မှလည်းဝယ်เสียမလို့နော်ကိုယ်မှာရှိတဲ့ခန္ဓာ၅ပါးကိုအသုံးချပြီးတော့ဝိပဿနာဉာဏ်ဖြစ်အောင်ကြိုးစားအထောက်ကြရမှာဖြစ်တယ်လို့ကိုယ်စီသဘောကျပြီးတော့အချိန်ရှိခိုင်လုံးလဆိုင်ကဝိပဿနာဉာဏ်ဖြစ်အောင်ကြိုးစားအထောက်နိုင်ကြပါစေကုန်သတည်း